Hello, Minglava. Lava. No, I'm here. Slide boy, thanks, pare. General Tina. Please, maybe I'm poor picture. Taragaro. Slide boy, come with pare. Slide boy, come as we know. Yankoma Chicha Piro. The Simulta. Oh, sorry. Simulta democracy. Approach out NLD. Who alone who saw Sima VPP. The Luigi Bandit. Yini Kim Biro. 2 year at Jampage. 2 year. နိုင်ငံရေးတုံ့တက်ချက်လေးတွေအများကြီး NLD ဘက်မှာပါဝင်ပြီးတော့လှောက်ရှားနေတာကိုကျွန်တော်တို့တွေးရတယ်သိရတယ်ကျွန်တော်ဒီသူ့ရဲ့ဟိုအကြောင်းကိုကျွန်တော်ထက်သူကနည်းနည်းဟိုပြောစေချင်တာနဲ့ဆရာအခုလိုချင်းပေးတဲ့တွေ့ကျေးဇူးတင်ပါတယ်ပထမဆုံးဆရာဘက်ကနဲ့အခုလုပ်နေတဲ့လုပ်ငန်းကိစ္စပဲဖြစ်ဖြစ်ဒီနိုင်ငံရေးမှာပါဝင်နေတဲ့အခင်းကြီးပဲဖြစ်ဖြစ်ပေါ့နော်ဆရာဘက်ကကိုယ့်ကို introduce လေးပြန်လုပ်ပေးပါဦးဟုတ်ကဲ့ကျွန်တော်ကရန်ကုန်မှာ96ကလေးကနေထိုင်လာတဲ့ဟိုချင်းမြို့သားတယောက်ဖြစ်ပါတယ်အဲ့တော့ရန်ကုန်မှာကတော့အရင်တုန်းကကျွန်တော်ကကျန်းစာကျောင်းမှာlecturer အနေနဲ့နှစ်ပေါင်း18နှစ်လုပ်လာခဲ့တာဖြစ်ပါတယ်အခုကျတော့ကျွန်တော်ကနေပြီးတော့ကျွန်တော်ကတော့ဘာလုပ်နေတယ်ဆိုရင်တော့ပညာရေးလုပ်ငန်းကိုကျွန်တော်လုပ်နေပြီးတော့မှဒီရန်ကုန်မှာအခြေချနေတာဖြစ်ပါတယ်နိုင်ငံရေးလောကမှာကျတော့ကျွန်တော်တတ်နိုင်တဲ့မြကျွန်တော်နဲ့နိစ္စတဲ့လူတွေနဲ့တွေ့ပြီးတော့မှနိုင်ငံတော်ဘလို့ကောင်းနိုင်ငံတော်ကောင်းလာဖို့ရန်အတွက်လဲကျွန်တော်တတ်နိုင်တဲ့မြလှုပ်ဆောင်နေပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ဆရာဘွေကုန်းကဒီဆွေဝါရောင်တော်လှန်ရေးတုန်းကထထဝင်ပါဝင်ခဲ့တယ်လို့ကြားသိရတာပေါ့လေအခုချင်းမျိုးသား sorry ရှင်းလို့ကျွန်တော်ပြောနေတာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD မှာလေအကူအထားရတဲ့ပုဂ္ဂိုလ်လို့ကြားသိရတာပေါ့ဒီဆွေဝါရောင်တော်လှန်ရေး2000မှာဖြစ်တဲ့ကိစ္စမှာဘယ်လိုခန့်ကန်တာနဲ့ပါဝင်ပြီးတော့လှောက်ရှားနေတယ်လေအခု NLD ဖက်မှာရောဘေခန့်ကန်တာမှာအဓိကအဲ့လိုမျိုးဟောက်မလားဒါမှမဟုတ်ဒီနိုင်ငံကြီးလေးလာတုံးတက်သူတယောက်အနေနဲ့ပဲအဓိကဟိုပါဝင်ပေးလာဆိုတာနည်းနည်းပြောပြပါဟုတ်ကဲ့ကျွန်တော်ဆွေအောင်တော်လှန်ရေးကိုကျွန်တော်ပြန်တရိယာပြီးတော့မှပြန်ပြောပြရမယ်ဆိုရင်တော့အဲ့ဒီတုန်းကကျွန်တော်ကတကယ်တမ်းကျတော့နိုင်ငံရေးလောကထဲမှာမဝင်သေးပါဘူးကျန်းစာကျောင်းမှာဟိုစာတင်နေရင်းနဲ့ပဲဘာဖြစ်လာတယ်လဲဆိုရင်တော့ဒီတန်ကအရေးခင်းကြီးကဖြစ်ပေါ်လာတော့အဲ့ဒီနေရာမှာကျွန်တော်တို့နိုင်ငံတော်ပြုပြင်ပြောင်းလဲဖို့အတွက်ဒီဥစ္စာဒီအားလုံးပြည်သူတယောက်အနေနဲ့တော်လကောင်းတိုင်းသားတယောက်အနေနဲ့တော်လကောင်းပူပေါင်းပါဝင်ရမယ်အဲ့ဒါကနေပြီးတော့မှဒီနိုင်ငံကြီးကဒီမိုကရေစီဖက်ကိုကျွန်တော်တို့ပြောင်းလဲနိုင်မယ်ဆိုတဲ့ဥစ္စာယုံကြည်လို့ကျွန်တော်ဝင်ပါရခြင်းဖြစ်ပါတယ်အဲ့ဒီကလေးကနေစပြီးတော့မှကျွန်တော်ကဒီနိုင်ငံရေးလောကထဲကိုကျွန်တော်ဝင်ရောက်လာခြင်းဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဘယ်အခန့်ကဏ္ဍကနေပါဝင်ရတယ်လဲပါဝင်တယ်လေလို့မေခုကိုဖြေရမယ်ဆိုရင်တော့ကျွန်တော်ကခရိယန်အဲ့ဒီချိန်မှာဆိုရင်တော့ဘုရားဘာသာတွေထက်မကားပဲနဲ့အစ္စလာမ်တွေကလည်းပဲသူတို့ဟိုဝုဆုံလင်းနဲ့ပဲတွားပြီးတော့မှဒီပြည်သူတွေနဲ့တန်ခါတွေနဲ့ပူပေါင်းပြီးတော့မှဟို
산다 툭 보라 저는 두야래. 에로 저는 두야래베 이 에디 동가 MIT 장다 테가 장다 강상예 나부로마 저노에 나부로 니가 자로 수시시시네 로다မဟုတ်베네ကျွန်တော်တို့ကြာရကာနာကနေပြီးတော့မှကျွန်တော်ဆိုရင်တော့ဖုံးကြီးတစ်ပါအစင်တင်ရဆိုတဲ့ဥစ္စာနဲ့ကျွန်တော်ကခင်မင်ခဲ့တော့သူနဲ့လည်းပဲတစ်တစ်ချွတ်ချွတ်ပါဝင်ခဲ့တယ်တောက်တော့ကျွန်တော်အဲ့ဒီနေရာမှာတခုပြန်ပြောင်းပြီးတော့ပြောပြချင်တဲ့ဥစ္စာကတော့ကဲကျွန်တော်အဲ့ဒီချိန်တုန်းကကျွန်တော်ဘယ်လောက်တက်ချွတ်တယ်လဲဆိုရင်တော့မြန်မာနိုင်ငံအသင်းတော်များကောင်စီမှာအလုပ်လုပ်နေတဲ့အဲ့ဒီချိန်တုန်းက ZS ကဆောမိုက်ကေကြီးပေါ့ကျွန်တော်တို့ကUnit 1မှာ Reverend ဦးထောင်လင်းပေါ့သူကUnit 1 skate လုပ်နေတဲ့ချိန်ဆိုတော့ကျွန်တော်ကဲဒီတိုင်းဆိုရင်တော့မဖြစ်ဘူးကျွန်တော်ခရိယာနေရလည်းပဲကျွန်တော်တို့အင်အားပြဖို့လို့မယ်ဒီတိုင်းအဝေးကနေဆူတောင်းပေးယုံနေတော့မဖြစ်ဘူးเนาะအဲ့ဒါကြောင့်ကျွန်တော်တို့လည်းပါဝင်ရအောင်ကျင်ညာချက်ပဲထုတ်ရမှာလားပါလို့ရမှာလားကျွန်တော်တို့တယောက်တစ်ပေါက်နဲ့ပါဝင်တာကတော့ဟုတ်ပြီအဲ့တော့မြန်မာနိုင်ငံတင်းတော်များကောင်စီကတကယ်တမ်းကျတော့ခရိယာနေထဲမှာဆိုရင်တော့ဩဇာကြီးမားဆုံးဖြစ်တဲ့အတွက်တခုခုလှုပ်ရမလားဆိုပြီးတော့မှReverend ဦးထောင်လင်းကိုခေါ်ပြီးတော့ဆရာကြီးစိုးမိုက်ကေကြီးကိုကျွန်တော်သူ့ရဲ့ရုံခန့်ဝင်ပြီးတော့မှကြံညံတောင်းကြည့်တဲ့ခါကျတော့ဦးစိုးမိုက်ကေကြီးကလည်းပဲသူတို့ကစဉ်းစားပုံကတက်မျိုးပေါ့နော်ဒီဥစ္စာကတော့တခုခုလုပ်နေဆိုရင်တော့ VOA တို့ BBC တို့ကလည်းပဲကျွန်တော်တို့ပြောသလိုမဟုတ်ဘဲနဲ့ပုံကြီးတွေချက်ပြီးတော့မှခါလေကျတော့ကြောက်ကစားဖြစ်တယ်အဲ့လိုမျိုးမှာတော့မပါဝင်တာကောင်းတယ်ဆိုပြီးတော့မှကျွန်တော်ကိုတုံ့ပြန်တယ်အဲ့တော့ကျွန်တော်တို့ကလည်းပဲတတ်နိုင်တဲ့မြတ်ကျွန်တော်ဆိုရင်တော့ဒီမြောက်တကုံမှာအရှိတကုံမှာနေတဲ့အတွက်မြို့ထဲမှာဆန္ဒပြတဲ့ချိန်ကျတော့မြို့ထဲမှာသွားရတဲ့အတွက်ကျွန်တော်ဒေါက်တာဟာဘတ်တုံဂျီယိုတီးမိထင်ပါတယ်သူ့အိမ်မှာကြီးမြင့်တိုင်မှာပဲညအိပ်ပြီးတော့မှမိသားစုတွေကိုစွန့်ခွာပြီးတော့မှပါဝင်ခဲ့ရချင်းဖြစ်ပါတယ်လို့ဒီလိုမျိုးကောင်းဆောင်အနေနဲ့ပါဝင်တာတို့အဲ့လိုမျိုးတွေလည်းကြီးမားမဟုတ်ပါဘူးလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ဒီဆရာကတော့ဒီသမအကြောင်းဒီမှာလေးလောက်တယ်ဒီဘာသာရေးမှာလေးဒီလောက်ထားတော့အရင်ကမဘာသာနဲ့မဘာသာတို့ထားနဲ့လေးတွေ့ဖူးတယ်ပေါ့နော်ဒီကူဆရာတော်နဲ့လေးတွေ့ဖူးတာကျွန်တော်တို့တွေ့ရတယ်ပေါ့အဲ့ဆိုတော့အဓိကဒီမဘာသာလို့ပြောတဲ့အခါမှာအမျိုးဘာသာတသနာဆိုပြီးတော့အဓိကလုပ်နေတဲ့ဖွဲ့တွေပေါ့နော်မဘာသာဆိုရင်လေဒီတိုင်းသားဒီအမြဲတမ်းပြောနေတာကတော့ဗမာဒီကအမျိုးဘာသာတသနာဒီနာတာလာကိုပဲတုံးတာလားအခြားညီအမျိုးတုံးပြီးတော့တိုင်းသားတွေကိုဒီဘယ်လိုလဲမလဲဘာမနိုင်ရှင်းလောက်တာပေါ့အဲ့လိုပြောကြတာတွေရှိတာပေါ့နော်ဆရာအနေနဲ့အဲ့လိုမျိုးမှလည်းအတွေ့အကြုံရှိမယ်လို့ထင်တော့အဲ့ဒီမဘာသာအမျိုးဘာသာသာသနာကိစ္စတော့ဘာမနိုင်ရှင်းကိစ္စတော့ဆရာဘယ်လိုသဘောရလဲပေါ့အဲ့ဒီချိန်တုန်းကမဘာသာဆိုတာတကယ်ကိုနာမည်ကြီးလာတာလူတွေကတတိထားမိမယ်ထင်ပါတယ်အကြောင်းကတော့အဲ့ဒီဦးသိန်းစိန်လက်ထက်ကပဲအဲ့ဒါဖွဲ့စည်းပေါ်ပေါက်လာတဲ့အဖွဲ့စည်းလို့ကျွန်တော်တို့ပြောမယ်ဆိုရင်တော့မပါဘူးသူတို့ကိုယ်တိုင်ကလည်းဘာတွေလုပ်ခဲ့တယ်လဲဆိုရင်တော့မြို့ဆောင်ဥပဒေဆိုတဲ့ဥစ္စာပါဥပဒေလေးချက်ကိုလည်းသူတို့ကိုယ်တိုင်ကပဲထုတ်ပြန်ထားတော့ကျွန်တော်တို့အခုချိန်ထိပြင်ဆင်လို့မရပေဖြတ်လို့မရပဲနဲ့တက်လိုက်ကြီးထု့တော်ထဲမှာရှိနေတယ်ဆိုတဲ့ဥစ္စာကိုလည်းပဲပြန်တရိယာစေချင်တယ်ဆိုတော့အဲ့ဒီချိန်တုန်းကအဲ့ဒီမဘာသာကအစမှာပရာဟိတလုပ်ငန်းတွေချင်းတောင်ဖဲ့တောင်မှသူတို့ကအများကြီးလှုပ်လာခဲ့တာကိုကျွန်တော်တို့မှတ်တမ်းအဖြစ်သိနိုင်မြင်ထင်တယ်ဆိုတော့သူတို့ရည်ရွယ်ချက်ကမူလမှာတော့မှန်ကန်တယ်ကျွန်တော်တို့ကတော့ကျွန်တော်တယောက်အနေနဲ့တော့ပထမဦးဆုံးလှုပ်တဲ့အချိန်ကြတော့အဲ့လောက်အဆုံးမရောက်သေးဘူးတော့အဲ့ဒီမဘာသာဖွဲ့စည်းပုံကအထက်မြန်မာပြည်မှာဆိုရင်တော့အခုဝရမ်းပြည်ပေါ့အထောင်ရောက်သွားတဲ့တကယ်အဆုံးရောက်တော့မှဥဝေရတူပေါ့အထက်ပိုင်းကိုသူဥဆောင်တယ်အောက်ပိုင်းကိုကြံတဲ့လူတွေကဥဆောင်တယ်ဆိုတော့သူတို့ရုံထုတ်ကအင်းစိန်ဇွာမကျောင်းတိုင်းမှာရှိတော့သူတို့ဥက္ကဋ္ဌကကျွန်တော်တွားတွေ့တဲ့အချိန်မှာသူတို့ဥက္ကဋ္ဌအနေမကောင်းတဲ့အတွက်လူဥက္ကဋ္ဌနဲ့ပြန်ကြကြီးပဲကျွန်တော်တွေ့နိုင်တာဖြစ်တယ်အဲ့နဲ့တချို့ကတော့နားမလည်တဲ့ခါကျတော့ဥဝေရတူနဲ့တွေ့တယ်ဆိုတာဗာရညာတွေသူတို့ကတရင်ထွက်လာတာပေါ့အဲ့တော့ကေရန်ကြတော့ကျွန်တော်တို့ကဥဝေရတူကိုကျွန်တော်တို့ကစိတ်ဝင်စားဖို့သူကငကိုကလေးကအစွန်းရောက်သမားဆိုတော့အားလုံးကလည်းတီးပြီးသားဖြစ်တယ်အဲ့ဒီမဘာသာ
이 곤하이가 레베 들어 세운 꿰네래 우위르투 보마 탁하무 시구소라래 저노 띠타래 저노 띵예 친예ပြောရပါတော့အားကြောင့်အဲ့ဒီချိန်မှာဘာကရောက်ကစားဖြစ်လာတယ်လဲဆိုရင်တော့ဟိုရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့မဘာတာတို့နဲ့ကရောက်ကစားတော်ဖြစ်လာခဲ့တယ်အဓိကကြတော့ရန်ကုန်တိုင်းဝန်ကြီးချုပ်ကမဘာတာမလို့အပ်တော့ဘူးမလို့အပ်ပါဘူးမဟာနာရှိတာပဲဆိုပြီးတော့စင်ကာပူခီးရှင်မှာပြောတဲ့ဥစ္စာကိုမဘာတာတွေကဟိုအဲ့လိုပြောရသလားဆိုပြီးမှအဲ့ဒီကနေကရောက်ကစားဖြစ်လာတာဖြစ်တယ်ဆိုတော့သူတို့ကအဓိကပြဿနာကသူတို့အထဲမှာအဲ့ဒါဥဝိဝရတူတယောက်ပဲမဟုတ်ဘူးအစွန်းရောက်သမားတွေတော်ရှိတယ်လူကောင်းတွေလည်းတော်များများရှိတယ်အဲ့တော့သူတို့အဖွဲကဘယ်လိုဖြစ်လာတယ်လဲဆိုတော့စိတ်ဝင်ကွဲလာတယ်အဓိကကြတော့ဘယ်ချိန်ကနေစိတ်ဝင်ကွဲတယ်လဲဆိုရင်တော့အဲ့ဒီအစိုးရနဲ့သူတို့နဲ့ကရောက်ကစားဖြစ်တဲ့ချိန်ချက်ဖြစ်တဲ့ချိန်ကနေစပြီးတော့မှတော်ဖြစ်လာတယ်ကျွန်တော်ကိုယ်တိုင်ကဘာဖြစ်လို့တွားတွေ့ရတယ်လဲဆိုရင်တော့အဲ့ဒီချိန်မှာကျွန်တော်တို့ NLD ပါတီနဲ့အဲ့ဒီမဘာတာနဲ့ဥဖြိုမြင့်သိန်းကြောင့်ပေါ့နော်တော်ကရောက်ကစားဖြစ်နေတဲ့ချိန်ဖြစ်တယ်တော်စိုးရင်ဆရာလည်းတော်ကောင်းတယ်ဟိုကနေကလည်းသူတို့ကလည်းပဲဟိုရင်တော့ကအာနာပိုင်နီကိုလည်းအားကိုးရသလားဘာကြောင့်လဲတော့မသိဘူးအဲ့တော့ကျွန်တော်အဓိကတွားတွေ့ရခြင်းအကြောင်းရှင်းကတော့အဲ့ဒီမျိုးဆောင်ဥပဒေ၄မျိုးကိုကျွန်တော်ကလုံးဝလက်မခံနိုင်ဘူးအဲ့ဒီမျိုးဆောင်ဥပဒေဟိုအတီးပြုဖို့ရန်အတွက်မူကြမ်းထွက်လာတဲ့ချိန်မှာမြန်မာနိုင်ငံတင်းတော်များကောင်စီမှာအဲ့ဒီမူကြမ်းကိုခေခင်ဗျားတို့ဖတ်ချက်ပါအောင်အတီးပြုရမယ်ဆိုတော့အဲ့ဒီတုန်းကရှင်းနေချုပ်ကတော့အခုဒုတိယရှင်းနေချုပ်ပေါ့အခုထွန်းထူးပေါ့အဲ့ဒီကဒုတိယရှင်းနေချုပ်ပေါ့သူကဟိုကျွန်တော်တို့ခရိယန်ကောင်းဆောင်တွေကိုလာဆွေးဆောင်တာပေါ့ကျွန်တော် MCC မှာလည်းပဲအဲ့ဒီတုန်းကဟိုအဲ့ဒီကျန်းစာကျောင်းမှာလုပ်နေတဲ့ချိန်ဖြစ်တယ်ဆိုတော့ကျွန်တော်ကလည်းအဲ့ဒီဟိုခရိယန်မှာလူကြီးပိုင်းမှာကျွန်တော်တိတ်ငယ်ပေမဲ့ပါဝင်ခဲ့တဲ့အတွက် MCC မှာသူတို့အဲ့လိုမျိုးလာတင်ပြတယ်ဘာပဲဖြစ်ဖြစ်လက်ခံပေးလိုက်ပါအဲ့ဒီမျိုးဆောင်ဥပဒေ၄ခုကိုသူတို့ပြောတယ်ဥပလက်ခံလို့မရတဲ့ဥပဒေကဘာလဲဆိုလက်ခုထဲမှာဟိုကဘာသာအသွင်ကောင်းအသွင်ကူးပြောင်းရေးဥပဒေဘာသာပြောင်းဥပဒေပေါ့ဥကွေချင်းဆိုင်ရာဥပဒေပေါ့အဲ့ဒီနေရာမှာတော့အကျက်ဆိုင်နေပြီပုံမှန်တချို့မှာဒါလက်ခံနိုင်လို့မရတဲ့ပုံမှန်တွေရှိတယ်တိုးတော့အဲ့ဒီချိန်တို့ခရိယန်တွေကလည်းပဲအဲ့ဒီဥထွန်းထွန်းဒုတိယရှိနေချုပ်စကားကိုမလွန်ဆန်နိုင်ကြဘူးမလွန်ဆန်နိုင်တော့အဲ့တိုင်းပဲသူတို့အတီးပြုတ်သွားတာဖြစ်ဆိုတော့အဲ့ဒီမျိုးဆောင်ဥပဒေကိုကျွန်တော်တို့တွားတွေ့တာကပြင်ပေးစေချင်ကဲခင်ဗျားတို့လောက်ရက်ဒီကပရဟိတလုပ်ငန်းတွေလုပ်တဲ့ဥစ္စာတွေဟုတ်ပြီးမှပြီတော့အဲ့ဒီမျိုးဆောင်ဥပဒေကသူတို့ကလူတစုလူတစုနဲ့တဖွဲ့အတွက်ပြတ်ထမ်းပါတယ်လို့ပြောပေမဲ့ကျွန်တော်တို့ခရိယန်တွေလည်းဟိုအလိုနဲ့ပဲကျွန်တော်တို့ဟိုညှစ်စွန်းတာကိုလည်းကျွန်တော်တို့အတွက်လည်းပဲမကောင်းဘူးဆိုတာကျွန်တော်သိတယ်အဲ့တော့အဲ့ဒီပင်ပေးဖို့ဆိုပြီးတော့မှကျွန်တော်တွားတောင်းဆိုခဲ့အဲ့တော့ဘာဖြစ်လို့အဲ့လိုဖြစ်ရတယ်လဲဆိုရင်တော့အဓိကအကြောင်းရင်းကတော့အဲ့ဒီမဘာတာတွေအဲ့ဒီကနေစပြီးတော့မှဟိုအခုချိန်ကြီးပေါ့သူတို့ဇက်တီချက်တွေကလည်းတဖြည်းဖြည်းပျောက်ကွယ်လာတာဖြစ်တယ်အဲ့ဒီချိန်မှာဘာပြောသေးတယ်လဲဆိုရင်တော့ကျွန်တော်ကသူတို့အကြံပြုသေးတယ်ခင်ဗျားတို့ဟိုဗာလေဟိုဆရာတော်တို့တကယ်လို့မြဥဝရတူလို့မြအဆုံးရောက်သမားတွေနဲ့ဒီတချို့တွေကိုအဲ့ဒီအဖွဲ့စည်းကနေဖေထုတ်လိုက်ရင်တော့ခင်ဗျားတို့အဖွဲ့စည်းကနည်းနည်းတက်တာအောင်မယ်နှုတ်မဟုတ်ရင်တော့ရည်ရှိတွေ့မကောင်းဘူးလို့ကျွန်တော်ဟိုအကြံပေးသေးတယ်ဆိုတော့အဲ့ဒီတွေ့ဆုံတဲ့ဥစ္စာကိုဟိုဘာပြောလာလဲဆိုရင်တော့အဲ့ဒီအစင်တေစညကနေပြီးတော့မှဟို line မှာတို့ထုတ်လာတာပေါ့ line မှာထုတ်လာတဲ့ခါကျတော့ဥဝရတူကနေပြီးတော့မှမီဒီယာခက်ဆိုတော့ဘလို့ IT လုပ်လဲမသိဘူးသူ့အကောင့်ကနေထုတ်တယ်လို့ပါလို့နဲ့ဝရတူကနေပြီးတော့မှစလိုင်းဘွေကုန်းခရိယန်ကောင်းဆောင်လာတွေ့ပါတယ်မဘာတော့ထောက်ခါကြောင်းဆိုပြီးတော့မှလည်းပြောတော့အဲ့ဒါဘောလို့စိုက်ခဲ့တယ်အဲ့ဒါကျွန်တော်ကလည်းပဲဒါမကောင်းပါဘူးတခုခုလုံးမှဖြစ်မယ်ဆိုတာကျွန်တော်ချိန်ရချက်ပြန်ထုတ်လိုက်တယ်ဆိုတော့ဥတည်စညကိုလည်းကျွန်တော်တင်ငယ်ချင်းကိုလည်းပြောတယ်အဲ့လိုမျိုးခုတော့မလုပ်ရဘူးအမှန်ဝမှန်တိုင်းပြောရမယ်ဆိုပြီးတော့မှအဲ့ဒီတုန်းကကရောက်ကစဖြစ်ခဲ့တယ်ဆိုတဲ့ဥစ္စာကိုလည်းကျွန်တော်ပြောပြချင်တယ်ဆိုတော့မဘာတာဆိုတဲ့ဥစ္စာဒီသူတို့ရည်ရွယ်ချက်ပါလဲဆိုတာတော့မသိနိုင်ပေမဲ့သူတို့ပြောပြချက်အရဆိုရင်တော့အမျိုးဆိုတာတဲ့350မဟုတ်ဘူး135မျိုးကိုဆိုလိုတာပါတဲ့နောက်ဘာတာဆိုတဲ့ဥစ္စာကလည်းပဲ135မျိုးကကူးကွယ်တဲ့ဘာတာကိုကျွန်တော်တို့ဆိုလိုတာပါလို့အဲ့လိုပဲအနှိမ့်တဲ့ပဲဖွင့်ခဲ့တာပေါ့နော်တော့သူတို့စိတ်ထဲမှာဘာရှိလဲဆိုတော့ဘယ်သူမှပြောလို့မရပါဘူးလို့ကျွန်တော်ပြောချင်ပါတယ်
kuna channel me thare Burmanization ဆိုတဲ့ဗမာလွှမ်းမိုးရေးဝါဒဆိုတဲ့အတွေ့အခေါ်ကရောဘယ်လောက်ထိအဲ့ဒီမဘာသာအထင်မှာပဲရှိတာလားတကယ်တိုင်းဟိုနိုင်ငံရေးမှာလောက်နေတဲ့ဗမာအများစုမှာဖြစ်နေတာလားဆိုတာရောဘယ်လိုလေ့လာသုံးသပ်နိုင်မလဲဆရာဖက်ကဟုတ်တယ်ဆရာအဲ့ဒီကိစ္စကတော့ကျွန်တော်ကဒီဟိုဗမာတိုင်းရင်းသားတွေနဲ့အများဗမာတိုင်းရင်းသားတွေအများကြီးနဲ့ကျွန်တော်ကကိုပိုင်ကျောင်းမှာလည်းပဲဟိုကရန်ကုန်ကိုပိုင်ကျောင်းမြတ်အသင်းမှာဟိုလုံမှုဆောင်မှာပါဝင်နေတော့အဲ့ဒီလူကြီးတွေတော်တော်များများနဲ့ကျွန်တော်တွေ့တယ်နောက်ပြီးတော့မှအင်လေဒီလူကြီးတွေကလည်းပဲကျွန်တော်တိတလောက်ဆိုရင်တော့အခုလောလောဆယ်အချိန်ထိတော့တော်လှန်ရေးစိတ်ဓာတ်ကလွှမ်းမိုးနေလို့လားမသိဘူးသူတို့ကလည်းအဲ့လိုမျိုးဟိုမြတ်ချင်းပြငါတို့ဗမာလူမျိုးကြီးဖြစ်ရမယ်ဆိုတဲ့ဥစ္စာကတော့လောလောဆယ်ကတော့သူတို့ဟိုဘာလဲအပြုတ်မှုမှာတော့လကောက်အပြုတ်ဆိုမှာတော့လကောက်မတွေးမြင်လိုက်ဘူးဒါပေမဲ့ကြာလာရင်တော့ရှိနိုင်ပါတယ်ဥပမာဒီမိုကရေစီပြီးွားတဲ့ဒီမိုကရေစီရတဲ့နောက်ပိုင်းတော့ရှိကောင်းရှိလာနိုင်ပါတယ်တော်တော်အခုလက်ရှိအချိန်ထိတော့နိုင်ငံရေးလောကမှာရောဘာသာရေးလောကမှာရောဟို Burmanization ဆိုတဲ့ဥစ္စာကတော့ကျွန်တော်ကတော့လောလောဆယ်မတွေ့မိသေးဘူးလို့ကျွန်တော်အဲ့ဒီတိုင်းပဲဖြေရှင်းပါတယ်ဆရာဒီကျွန်တော်တိုင်းသားနဲ့ဟိုဗမာလို့ပြောမှာပေါ့နော်ဒီအများစုသောmajority ဗမာရဲ့အကြားမှာကျွန်တော် democracy နဲ့ federal ဆိုတာအမေတိုင်းကျွန်တော်ဒီမှာလောက်နေတဲ့ပြုံးနေတဲ့ကိစ္စတွေရှိနေပါတယ်ဟိုဗမာဆိုရင်တော့ democracy ကပထမဦးစားပေးဒုတိယလည်း democracy ပဲပေါ့ဒါ democracy ဆိုတော့လုံလောက်တယ်လို့အဲ့လိုပြောလို့ရတယ်လို့ပြောကြတယ်ပေါ့နော်ဒါပေမဲ့ဒီတို့ကလည်းတိုင်းခုနှစ်တိုင်းဆိုတော့ဘယ်လိုလဲတော့မသိပေမဲ့လဲfederal ကတိုင်းသားဒီဘာကြောင့်federal မရှိမဖြစ်ပြောနေကြတာလေဒီ federal ကဘယ်လောက်ထိတိုင်းသားတွေကိုအကာအကွယ်ပေးနိုင်မလဲပေါ့နော်ပြီးရင် democracy ရောဘယ်လောက်ထိတိုင်းသားတွေအတွက်လဲdemocracy ကလည်းအရေးကြီးတာပေါ့လေဒီကိစ္စကိုဆရာဘယ်လိုမြင်လဲအဲ့ဒီဥစ္စာကဒီနေ့ဟို2020နောက်ဟိုရွေးကောက်ပွဲရောက်ခါဒီမှာတော့ခက်စားလာတယ်အဓိကကျတော့ကျွန်တော်ထင်တယ် NCA လမ်းကြောင်းကနေတွားပြီးတော့မှပြည်ထောင်စုငင်းချင်းကြီးလာခံတို့ကျင်းပါတယ်ထင်တယ်လို့ခီးမပေါက်ဘူးဒီနောက်ဆုံးလှုပ်သွားတဲ့အချိန်မှာပဲဒေါအောင်ဆန်းစုကြည်ကနေပြီးတော့မှအကောင့်ထဲပေါ်လို့ရမလားမရဘူးလားဆိုတော့စာတော့မပြောချင်ဘူးပေါ့နော်အမှရုပ်မြက်ပုံစာမျိုးအချက်ငါချက်တော့သူထုတ်ပေါ်နိုင်ခဲ့တာကျွန်တော်တွေ့ရတယ်အဲ့တော့ဟိုကျွန်တော်ထင်တယ်ဒီပါတီလူကြီးပိုင်းကဒီမိုကရေစီဖက်ဒရယ်ဆိုတဲ့ဥစ္စာကိုတော့မှတ်ရပြောလာကြတာကတော့ကျွန်တော်ဟိုတရိထားမိတာပေါ့နော်အမှန်ပါပဲဆိုတော့သူတို့အထင်ကတော့ဒီလိုမျိုးမြင်တယ်ဒီမိုကရေစီမရဘဲနဲ့ဖက်ဒရယ်တော့အတိတ်ပြမရှိဘူးလို့သူတို့ပြောချင်တာဖြစ်မြင်တယ်အဲ့တော့ဘာဖြစ်လို့ဒီမိုကရေစီမရသေးဘူးလို့သူတို့ပြောနိုင်တယ်လဲဆိုရင်တော့ဟိုတမတော်25စာခိုင်နှုန်းဟိုအုပ်ချုပ်ရေးမှာရောဟိုဥပဒေပြုပြီးမှာရောတရားစီရင်မှာရောရှိနေတဲ့အတွက်အဲ့ဒီမပြင်းမချင်းတော့ဒီ federal ဆိုတဲ့ဥစ္စာကတော့အတိတ်ပြရှိမှာမဟုတ်ဘူးနော်ဆိုပြီးတော့တို့တိုင်းရင်းသားတွေကိုပြောပြနေတာလို့ကျွန်တော်မြင်တယ်အဲ့တော့တကယ်တမ်းကျတော့ဘယ်ကရှေ့ရောက်မလဲဘယ်ကအနောက်ရောက်မလဲဆိုတဲ့ဥစ္စာကတော့ညှင်းခုန်စရာမလိုဘူးလို့ကျွန်တော်မြင်တယ်သူတို့ကတော့ဟိုပထမဥစားပေးတာကတော့အဖန်ကန်ကတော့ဒီမိုကရေစီဆိုတဲ့အနှစ်သာရကိုရသွားပြီဆိုရင်တော့federal ကတော့အလိုလိုလိုက်သွားမှာပါစိတ်မပူကြပါနဲ့ဘာဖြစ်လို့ငါတို့ NLD ကိုတန်တရားဝင်နေကြတာလေတိုင်းရင်းသားတွေမပေးနိုင်သေးလို့တော့မရသေးတာပါလို့သူတို့ပြောချင်တာဖြစ်တယ်ထင်တယ်အဲ့တော့ဒီမိုကရေစီကိုအရင်ပြောပြီးတော့မှ federal ကိုနောက်မှတွေးတာဥပမာအရင်တုန်းကတော့အဲ့လိုမျိုးဟိုမှတ်ရမတွေးလိုက်ဘူးပေါ့နော် federal democracy ဆိုတာထက် democracy federal ဆိုတာတွေကိုလည်းကျွန်တော်ဟိုသတိထားမိတယ်အဲ့တော့2015ချိန်ဟိုရွေးကောက်ပွဲချိန်ကစတန်းကိုလည်းပြောမယ်ဆိုရင်တော့ federal ကတော့အမြဲတမ်းပါပါတယ်ဆိုတော့ကျွန်တော်တို့ဟိုဗမာတိုင်းရင်းသားတွေဆိုပြီးတော့မှထားလိုက်အောင်ကျွန်တော်တို့တခြားတိုင်းရင်းသားတွေကလည်းပဲအဲ့ဒီနေရာမှာတော့ NLD ကိုတန်တရားမရှိစေချင်ဘူးလို့ကျွန်တော်တိုင်းရင်းသားတယောက်အနေနဲ့ကျွန်တော်ပြောချင်ဆရာကဒီတိုင်းသားချင်းတိုင်းသားတယောက်အနေနဲ့ပေါ့ဒီ federal ကိုဘယ်လိုနားလည်ပြီးတော့ဘယ်လိုတကယ်လို့များဖြစ်လာရင်ပေါ့နော်ဘယ်လိုပုံစံနဲ့ချင်းပြည်နယ်ကိုနည်းနည်းမြင်အောင်ပြီးတော့
ပြောပေးစေချင်တယ်ပေါ့ပူပြီးတော့ပြဿနာဖြစ်စေမလားပူပြီးတော့အကောင်းစေမလားဘယ်လိုဖြစ်မလဲပေါ့ဟုတ်ကဲ့ဆရာအရင်တုန်းကလည်းကျွန်တော်အဲ့ဒီမေခုံတခါမဲခဲ့ဘူးတဲ့တင်တယ်အဲ့တော့ဆိုးတဲ့ဖဲတော့မရောက်နိုင်ဘူးလို့ကျွန်တော်ထင်တယ်ကောင်းတဲ့ဖဲပဲဖြစ်မှာပါ Federal ပေးရင်တော့ဒါပေမဲ့ပြဿနာကတော့အနေနဲ့များတော့ရှိမှာပေါ့နော်ဘာဖြစ်လို့လဲဆိုရင်တော့ကျွန်တော်တို့ကဒီမိမိရဲ့စိတ်သဘောထားတွေကအစင်သင့်မဖြစ်သေးဘူးပေါ့နော်ဒါချင်းပြည်နယ်မှာတကယ် Federal ကိုတည်ဆောက်မယ် Federal အခြေခံမူပေါ့ချင်းပြည်နယ်အတွက်တိတအခြေခံဥပဒေဖွဲ့စည်းပုံကြီးဆွဲမယ်ဟေးဆိုရင်တော့ကြီးဆွဲတဲ့အချိန်မှာမူချမ်းကြီးဆွဲကြီးကော်မတီတွေကလည်းပဲတော်မလွယ်ဘူးနဲ့တူတယ်ဘယ်သူတွေကကြီးဆွဲနိုင်မလဲမသိဘူးကျွန်တော်ဒါပါခဲ့မယ်ဆိုရင်တော့တော်ဆူတောင်းပြီးတော့မှလှုပ်ယူရမယ်ထင်တယ်ဆိုတော့Federal ကကျွန်တော်ချင်းပြည်နယ်မှာဆိုရင်တော့ကျွန်တော်တခုအကြံပေးခြင်းတဲ့ဥစ္စာကတော့အခုကလေးကနဲ့ချင်းပြည်နယ်မှာမြုပ်နေများလှုပ်ဖို့လိုမယ်အခုကြုံခိုင်းပေါ့နော်ကျွန်တော်ချင်းလူကြီးတွေကိုကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ကမဟုတ်ဘူးစမီးမြုပ်နေရမယ်ဆိုရင်တော့ပလေးဝဖက်ကကန့်ကွက်တယ်အဲ့ဒါမကန့်ကွက်နဲ့ပေးလိုက်ပါမြုပ်နေများရှိတယ်ဆိုရင်တော့နောက်အနာဂတ်နိုင်ငံရေးချင်းခွင်စားတဲ့ချိန်မှာငါတို့အသာရှိနေဆိုတာမမဲ့ဖို့အရေးကြီးတယ်အခုကတော့ကျွန်တော်ပြောပြီးပြီဗမာတိုင်းသားတွေကလည်းပဲဗမာဆိုတဲ့စိတ်ဓာတ်မပြင်းထန်သေးဘူးเนาะဆရာတော့တနေ့နဲ့တစ်ချိန်ဒီမိုကရေစီရှင်းကျလာတဲ့နောက်ပိုင်း Federal ရှိလာတဲ့နောက်ပိုင်းကျတော့သူတို့လည်းပြင်းထန်လာမှာဒါအဲ့တော့အမှန်ကန်ပဲဆိုတော့အဲ့ဒီချိန်ကျရင်ကျွန်တော်တို့ကမြုပ်နေချင်းပြည်နယ်ကကြေပြတ်တယ်အနည်းဆုံး7မြုပ်နေဖြစ်စေချင်တာချင်းပြည်နယ်ကိုဆိုရင်တော့ဘသူနစ်နာမယ်ဘသူတာမလဲဆိုတော့ချင်းတွေကတာမှာအဲ့တော့ကျွန်တော်တို့မဟုတ်ဘူးအခုကမြုပ်နေတောင်းတဲ့သူကကျွန်တော်တို့ချင်းကန့်ကွက်နေတယ်အဲ့ဒါအမှားကြီးမှားတယ်အဲ့ဒါကျွန်တော်တခုတော့ပြောချင်တယ်ဒါချင်းဒီကိုသူတို့နားပေါက်စေချင်တာပေါ့နော်အဲ့တော့ Federal တို့ဘာလို့လဲပြောသေးတယ်မြုပ်နေပေးမယ်ဆိုရင်တော့မှမကြိုက်ဘူးဆိုရင်တော့ဘာသဘောလဲဆိုတဲ့ဥစ္စာကျွန်တော်ကမေးချင်တယ်ဆိုတော့ချင်းပြည်နယ်ကကြေပြန့်တယ်သူတို့နေမင်းအနေထားရလူကြီးကတော့ထားလိုက်ပေါ့တော့ကချင်ဒီတောင်မှလူကြီးကနည်းနည်းလေးပဲလေဆရာဆိုတော့ချင်းကနေမကြေပြန့်နေအခုလည်းလူကြီးရလည်းအထက်အသင်းရှိတဲ့ခါကျတော့မြုပ်နေကအနည်းဆုံး7မြုပ်နေအထိကျွန်တော်ရရှိချင်တယ်အဲ့ဒါမှနောင်တစ်ချိန်ပြည်သူ့လွှတ်တော်မှာလွှတ်တော်ချင်း check and balance လုပ်လို့ရမယ်လို့ကျွန်တော်ပြောချင်တယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာရဲ့ဒီမြန်မာနိုင်ငံရေးအခင်းကျင်းမှာကျွန်တော်တိုင်းသားပါတီဖက်က10ပြည်နယ်မူပေါ့နော်ဗမာကတိုင်း9တိုင်းယူပြီးတော့တိုင်းသားတွေကတပြည်နယ်စီပေးရတယ်ပေါ့သူတို့ကချင်းတစ်ချက်ဆိုရင်တော့ဗမာ10ချက်9ချက်ယူသွားတဲ့သဘောဖြစ်တာပေါ့လေဆိုတော့ခုတိုင်းသားပါတီဖက်ကလည်း10ပြည်နယ်မူကိုတောင်းဆိုပြီးတော့သွားနေကြတာတွေ့ရတယ်အဲ့ဒီကိစ္စရောတကယ်ဖြစ်နိုင်မဲ့အလားလာရှိသလားပြီးရင်ရောဒီကိုပိုင်အောက်ချုပ်ခွင့်ရဒေတာဝါတော့ဆိုရင်တော့ပြည်နယ်အဆင့်တက်တောင်မှအင်အားကြီးပြီးတော့အခုပြောရတာတော့မှနည်းနည်းခက်ခဲသွားပြီပေါ့နော်ဒီနာကတော့မိုင်းလာတော့အခြားအများကြီးရှိတာပေါ့ဆိုတော့ဒီ10ပြည်နယ်မူနဲ့ဖြစ်လာမဲ့ဝါကိစ္စတော့ဒါသူတို့လေးပြည်နေတောင်းနေတော့ဒီကိစ္စတွေမှာဆရာသုံးသပ်စေချင်တာပေါ့နော်ဟုတ်ကဲ့ဆရာဒီနေရာမှာကျွန်တော်2012မဟုတ်2016မှာလားမသိဘူးကျွန်တော်နောက်အနာဂတ်မြန်မာနိုင်ငံဗာလဲနိုင်ငံကြီးအခြေခံမူဆိုပြီးတော့မှကျွန်တော်စာရန်ပြုစုခဲ့တယ်အဲ့ဒီဥစ္စာကျွန်တော်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုဦးဝင်းထိန်ကနေတဆင့်ကျွန်တော်ပေးပုတ်ခဲ့ဘူးတယ်အဲ့ဒီနေရာမှာကျွန်တော်ကဘလို့သဘောထားနဲ့ပို့ပေးဘလို့ပုံစံနဲ့အဲ့ဒီမြန်မာနိုင်ငံပြည်ထောင်စုကိုဖွင့်စည်းစေခြင်းတည်းဆိုတဲ့ဥစ္စာရေးတဲ့ဥစ္စာရှိတယ်အခုလဲကိုပီရှိတယ်အဲ့ဒီဒေါက်တာလျံမှုန်းစခေါင်းကိုလဲကျွန်တော်အဲ့ဒီဗီတိုးရီယာခေတ်မှာဆရာတို့ကျွန်တော်တို့ဖိတ်ခေါ်တော့ကဆရာတို့လာဖိတ်ခေါ်တော့ကျွန်တော်တို့လာခဲ့တယ်လေအဲ့ဒီနေရာမှာလည်းပဲဒေါက်တာလျံမှုန်းစခေါင်းကိုလဲကျွန်တော်အဲ့ဒီပေးခဲ့တယ်ဆိုတော့ဒေါက်တာလျံမှုန်းစခေါင်းကိုလည်းပဲလူ GPP ပေါ့ကျွန်တော်ဝမ်းတာအောင်ပေါ့အားတက်အောင်ခင်ဗျားရေးတာလားသူတို့ကောင်းနေပါလေလာမြောက်တာပေါ့နော်အဲ့ဒါလူကြီးဖြစ်တဲ့အတွက်ပြောချင်တဲ့ဥစ္စာကတော့ကျွန်တော်10ပြည်နယ်ကတော့ကျွန်တော်စင်တိုင်းသားဖြစ်ပြင်မဲ့ကျွန်တော်လည်းမခံနိုင်ဘူးဆရာကျွန်တော်မဖြစ်နိုင်ဘူးလို့ကျွန်တော်မြင်တယ်ကျွန်တော်တကူကောင်းမဆန်စေချင်ဘူးပေါ့နော်ကျွန်တော်ကအဲ့တော့ပြောလိုက်ရင်တော့
ဒီစလိုင်းပွေကူကတော့တစ်ချိန်လုံးအဆုံးနေပဲလို့ပြောချင်ပြောမယ်ကျွန်တော်ကတော့ဖြစ်နိုင်ချေကိုကျွန်တော်ပြောတယ် win win situation ပေါ့နော်တော့စစ်ပီနေကတော့ကျွန်တော်လည်းမခံဘူးကျွန်တော်ကတော့14ပီနေပဲကျွန်တော်ကလုပ်ထားတယ်အခုကတိုင်းခုနှစ်တိုင်းလေပီနေ19လေခုနှစ်ပီနေကိုအဲ့တော့အားလုံးကပီနေနဲ့အကုန်လုံးတွေ့ကြည့်မယ်ဆိုရင်တော့14ပီနေမူကိုပဲကျွန်တော်ကကြိုက်တယ်ဆိုတော့ရန်ကုန်လူမျိုးကိုဘယ်လိုနာမည်မှဲ့မလဲဆိုရင်တော့ရန်ကုန် region state လို့ခေါ်ရမှာရန်ကုန် regional state လို့ခေါ်ရမှာအောက်မှာdata data ပီနေဆိုတဲ့ဥစ္စာနဲ့လူမျိုးပီနေဆိုတဲ့ဥစ္စာနဲ့ကျွန်တော်ခွဲလိုက်တယ်ဥပမာအခုလက်ရှိမူရင်း state ဒီပေါ့ရှမ်းကချင်ကရင်ကယားမွန်ဆိုတဲ့ဥစ္စာကိုတော့ national state ဒီဖြစ်မယ်ဒါ national state ပဲအခုတိုင်းဒေသကြီးတွေကိုတော့ regional state ဖြစ်မယ်ဆိုတော့အဲ့ဒါဆိုရင်တော့ဆက်လက်ပြီးငါတို့မနစ်နာဘူးလားလို့ပြောရှာရှိတယ်ကျွန်တော်တို့မနစ်နာနိုင်ဘူးအခြေခံဥပဒေကိုအမျိုးသားလွှတ်တော်ရဲ့အခမ်းကဏ္ဍကိုအတိတ်ပဲရှိနဲ့နောက်ပြီးတော့မှဗာလေအာနာပေးကြည့်နေဆိုရင်တော့ကြံတဲ့ဗာလေတခြားနိုင်ငံတွေလိုပေါ့နော်ဥပမာအလုံးတိနိုင်အောင်ပြောပြမယ်ဆိုရင်တော့အမေရိကန်လိုမျိုးပေါ့နော်အဲ့တော့ဒီ data ပီနေတွေကိုကျွန်တော်တို့အမျိုးသားလွှတ်တော်ကို9နေရာစီပေးမှာကွာတူညီတော့လူကြီးပေါ့တိုင်းဒေသကြီးတွေကိုတိုင်းဒေသ region state ရန်ကုန် region state ဆိုတဲ့ဥစ္စာလူမျိုးကို9ယောက်စီပေးမယ်နောက်ပီနေတွေကို10ယောက်စီပေးမယ်အမျိုးသားလွှတ်တော်ပေါ့နော်ဆိုတော့အားလုံး105ပေါ့အမျိုးသားလွှတ်တော်ကို105နဲ့ဖွဲ့စည်းပြီးတော့မှဒီဝန်ကြီးခန့်တာကစဒီကော်မရှင်ဒီအကုန်လုံးအကြီးကြီးတဲ့အခမ်းကဏ္ဍတွေအစိုးရကက်ဘိနက်တွေရောအကုန်လုံးကတရားသူကြီးချုပ်ရောဥပဒေချုပ်အပါဝင်ခန့်မယ်ဆိုရင်တော့အမျိုးသားတော်ရဲ့ကွန်ပျူတာအမျိုးသားတော်ရဲ့အများစုထောက်ခံချက်မပါဘဲနဲ့လုံးဝမခံဖို့အဲ့လိုမျိုးလုပ်မယ်ဆိုရင်တော့14ပြည်နယ်ကပြဿနာမရှိဘူးဆိုတော့အဲ့လိုပုံစံပဲတွားမှာပဲအဆင်ပြေမယ်ပြည်သူ့လွှတ်တော်ကြတော့မြို့နယ်ပဲချိန်ခါအောင်မှာကိုဆိုတော့မြို့နယ်များတိုင်းတွေပြည်နယ်တွေမှာမြို့နယ်များတိုးချဲ့နိုင်တယ်ဆိုရင်တော့ပြည်သူ့လွှတ်တော်ကိုတော့ထိန်းချုပ်မယ်ညှိနှိုင်းတော့မှလည်း check and balance လုပ်နိုင်မှာပေါ့နော်တော့အရေးကြီးအခမ်းကဏ္ဍဖြစ်တဲ့အမျိုးသားလွှတ်တော်ကအခမ်းကဏ္ဍမြင့်တင်ပြီးတော့မှအခုလိုမျိုးမဟုတ်ဘူးအခုအမျိုးသားလွှတ်တော်ကတော့ဘာနာမည်ပဲကွာတာဘာမှအသိပင်မရှိတဲ့မျိုးသားလွှတ်တော်ပဲအဲ့ဒီမျိုးသားလွှတ်တော်ကျွန်တော်ပြောချင်တဲ့ဥစ္စာကတော့တိုင်းနဲ့ပြည်နယ်မဟုတ်တဲ့ပြည်နယ်14ခုမှာnational state ဒီကိုတော့10ယောက်စီပေးမယ်ကွာတူညီတော့ဥကြီးနောက်ပြီးတော့မှ regional state ဒီကိုတော့9ဦးစီပေးမယ်ဆိုတော့အဲ့ဒီကို၌ကကျွန်တော်တို့အပြင်မှာသွားနိုင်သွားတယ်ဆိုတော့အမျိုးသားလွှတ်တော်မှာကျွန်တော်တို့တိုင်းရင်းသားဗာလေဗမာတိုင်းရင်းသားမဟုတ်တဲ့ channel တိုင်းရင်းသားတွေအလိုလိုနိုင်ပြီးသားဖြစ်မယ်ဆိုတော့အဲ့ဒီနယ်ပဲအရေးကြီးနိုင်ငံအရေးကိစ္စဟူတဲ့များအလုံးကိုအမျိုးသားလွှတ်တော်အများစုထောက်ခံချက်ဖြစ်သွားမယ်ဆိုရင်တော့ဘာမှ14ပြည်နယ်ကပြဿနာမရှိဘူးလို့ကျွန်တော်မြင်တယ်ခုနကျွန်တော်မေးတဲ့ဥစ္စာချင်းမှာအခုကပြည်သူ့လွှတ်တော်မြို့သားလွှတ်တော်အာဏာတူတဲ့ပုံစံဖြစ်နေတာ ਨੇ အမျိုးသားလွှတ်တော်ကလည်းပူပြီးတော့အာဏာပေးထားတာမျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့ပြည်သူ့လွှတ်တော်ကမြို့နေအလိုက်တမျိုးနေမှာကျွန်တော်တို့တရုတ်စီပေါ့နော်330ရရှိတဲ့ခါမှာအခုနပြည်နေဆိုရင်တော့မြို့နေတဲ့ပူနေတာပေါ့နော်တိုင်းဆိုရင်တော့မြို့နေပူများတော့ပြည်သူ့လွှတ်တော်မှာလေဗမာကအလူလူအများဆုံးနေရာယူထားပြီးသားပုံစံဖြစ်တာပေါ့လေအဲ့ဒါကြောင့်ဒီအဲ့လိုမျိုးကိစ္စမှာခုနဆရာပြောတဲ့ဥစ္စာကတော့အမျိုးသားလွှတ်တော်တော့ပြောပေမဲ့ဒီပြည်သူ့လွှတ်တော်ကိုအခုဖွဲ့စည်းပုံပြင်ဆင်လုပ်နေကြရင်လေဘေးခိုင်ကန်တာကိုအဓိကတိုင်းသားဒီဂျင်းအောင်ပေါ့နော်ဂျင်းအောင်ဆိုတာထက်မြတ်မြတ်တတဖြစ်အောင်ဖွဲ့စည်းပုံချခံဥပဒေမှာဘေးချက်တွေကိုအဓိကလောက်တင်လေလို့ထင်တယ်လေပေါ့ပြည်သူ့လွှတ်တော်ကိစ္စမှာဆိုရင်တော့ဒီအခြေခံဥပဒေမှာကျွန်တော်တို့ဒီမိုကရေစီနဲ့ဖက်ဒရယ်အခြေခံမူနဲ့ရည်ဆွဲမယ်ဆိုရင်တော့တရားဇာတခွဲဝေရေးတို့အာဏာခွဲဝေရေးတို့အကုန်လုံးကခွဲဝေရေးနဲ့ပဲတွားမှာကိုဆိုတော့အဲ့ဒါရတင်ရိုက်ထိုင်လို့ဆိုရပြီပေါ့နော်ဆရာဆိုတော့အာဏာကိုကျွန်တော်တို့ရဖွင့်ရအတွက်အုပ်ချုပ်ရေးကိုကျွန်တော်တို့ power sharing လုပ်မယ်ဆိုရင်တော့
အခုနအမျိုးသားလွှတ်တော်ကနေပဲထိမ့်ပေးရမှာဖြစ်တယ်သို့သောပြည်သူ့လွှတ်တော်ရဲ့အခမ်းကဏ္ဍကတော့ဘေးနိုင်ငံမဆိုပေါ့သူတို့ကအဓိကကျတော့ဘန္တာကြီးခွဲဝေတယ်ဘန္တာကြီးအသုံးစည်းတွေသူတို့ကအတီးပြူတာတို့နောက်ပြီးတော့မှရတုံခမ်းမှတ်ချေလောက်တာတို့ဘာလို့ပဲသူတို့အဓိကလှုပ်ဆောင်တာဖြစ်တယ်သို့သောသမရတို့ဘာတို့ကဒီပုံစံနဲ့ပဲဇွေးချေအောင်မယ်လူထုကတိုက်ဆိုင်မဇွေးချေဘူးဒီတိုင်းပဲသမရကိုဇွေးချေအောင်မယ်ဆိုရင်တော့ဒီပြည်သူ့လွှတ်တော်ဘာလဲမြို့သားလွှတ်တော်ပေါင်းပြီးတော့မှဇွေးချေမယ်ဆိုရင်တော့အဲ့ဒီနေရာမှာတော့ကျွန်တော်တို့ကတိုင်းသားတွေကနင့်နာစရာတော့ရှိတာပေါ့တိုးတော့ဥပဒေမှာပြတ်ထားမှာပေါ့ဒီသမရကိုကျွန်တော်တို့အလေးကျလုပ်ရမယ်ဆိုတဲ့ဥစ္စာလည်းပဲခါလေးထည့်ရမှာကျွန်တော်ဘာတောင်မှကျွန်တော်ကြံပြုတ်သေးတယ်လေဆိုရင်တော့နောင်အနာကတော့ထားလိုက်အောင်အခုလက်ရှိ2020နောက်ပိုင်းဖြစ်ပေါ်လာမဲ့အစိုးရအဖွဲ့တောင်မှကျွန်တော်ကတို့စာရေးခဲ့တယ်ဟိုပါတယ်လူကြီးတွေရှိမှာနော်အရင်ကတည်းကပြည်ထောင်စုအစိုးရမှာ Union Cabinet မှာတိုင်းရင်းသားတွေအနည်းဆုံးတယောက်စီထက်ကိုထည့်ရမယ်လို့ကျွန်တော်ပြောတယ်မထည့်လို့မရဘူးအမှန်အရေးကြီးဆုံးကတော့ Union Government ပဲလေပြည်နယ်ဝန်ကြီးချုပ်အကြီးတွေဆိုတာအကြီးကြီးပါတယ်ဒါပေမဲ့နိုင်ငံပြုပြင်ပြောင်းလဲတာတော့ budget တွေဘာတွေခွဲဝေတာတော့ဖြတ်တောက်တာတော့နောက်ပြီးတော့မှထပ်ထည့်တာတော့ပြည်ထောင်စုအစိုးရမှာအရင်လုပ်သွားတာကိုအခုကဥပန်ထေုတ်ကအခုကပြည်ထောင်စုအစိုးရ cabinet အဖွဲ့ဝင်ဖြစ်နေတော့ရှင်းနေရလည်းပဲနည်းနည်းခံတာတာလို့ခေါ်မှာပေါ့နော်နည်းနည်းချင်းတယောက်ဖြစ်နေတဲ့အတွက်ချင်းပြည်နယ်မနှိမ့်အောင်တော့သူကထိန်းကြောက်ပေးတာသူမရှိဘူးဆိုရင်ပြည်ထောင်စုဝန်ကြီးတယောက်ရောက်တော့ရှိနေဖို့ချင်းဒီထဲမှာရှိနေဖို့လိုနေတယ်ဆိုတာကျွန်တော်အဲ့ဒါအတိအလိမဲ့ကျွန်တော်တောင်းဆိုတာကျွန်တော်ကတော့ကိုယ့်အတွဲတော့မတောင်းချင်ဘူးသူများတွဲဆိုရင်တော့တောင်းရသလားမင်းနဲ့ဆိုတော့ကျွန်တော်တိုင်းရင်းသားတွေကရှစ်မျိုးရှိတာကိုခေါ်အောင်ပါဘောနော်အဲ့ဒီထဲမှာကျွန်တော်တို့ဗမာတိုင်းရင်းသားတွေကိုထားလိုက်အောင်ရှမ်းကရင်ကချင်မွန်စခိုင်ကရအဲ့ဒီမှာတယောက်စီယူနီယံပြည်ထောင်စုဝန်ကြီးထားကိုထားရမှာဘာလို့မထားလို့မရတယ်လဲဆိုရင်တော့အဲ့ဒီမှာအကြီးအကျယ်ဆွေးနွေးရတာဥပမာတစ်ခုပြောမယ်ပညာရေးခန်းကဏ္ဍမှာကျွန်တော်တီးတဲ့ဥစ္စာနည်းနည်းအတူကြီးပြောပြမယ်ဆိုရင်တော့ပညာရေးကိစ္စဆွေးနွေးတယ်ကွာဥပမာပညာရေးဝန်ကြီးဌာနကတင်ပြလာတဲ့အစင်တာပေါ့ပညာရေးဝန်ကြီးဌာနမြို့သိန်းကြီးကဘာဖြစ်စေချင်တယ်လဲဆိုရင်တော့မြန်မာစာကိုအထက်တန်းမှာတားမှာမတိမနေရမထားနဲ့တော့စာမြပွဲအနေနဲ့မထားနဲ့တော့လို့သူပြောတယ်ဒါပေမဲ့ဒေါက်တာဖေမြင့်လိုမျိုးစာရေးဆရာတွေကမကြိုက်ဘူးသူဝန်ကြီးသူကပြန်ကြရေးဝန်ကြီးလေအဲ့ဒါဦးမျိုးတင်ကြီးပြောတဲ့ဥစ္စာသူကလက်မခံဘူးအဲ့ဒါအခြေရင်းငင်းခုန်ပြီးတော့မှနောက်ဆုံးကြတာဘာပဲဖြစ်ဖြစ်မြန်မာစာကိုလည်းပဲတိကတုံဝင်တာမှာထပ်ထရအောင်စာမြပွဲဖြေပါစေဆိုပြီးတော့သူတို့ကအခုချိန်ထိဖြုတ်လို့မရဘူးအမှန်မှာမြန်မာစာကိုထည့်ချင်းအဖြစ်တခြားတိုင်းရင်းသားတွေဗမာစကားတိတ်စိတ်ဝင်စားတဲ့သူတွေအားနေတဲ့သူတွေအတွက်အမှတ်ဇော့နေတယ်အမှတ်ဇော့တဲ့အတွက်ဥမာကောင်းတဲ့ line တွေကို line ကောင်းတွေကိုဝင်ချင်နေဆိုရင်တော့အဲ့ဒါစုစုပေါင်းမှတ်ကဒုက္ခပေးတယ်အဲ့ဒါကြောင့်မြန်မာစာကိုအဲ့ဒီအထက်တန်းတိကတူဝင်သားစာမြေပွဲမှာတော့မထည့်ရဘူးဆိုတဲ့ဥစ္စာကဦးမျိုးတည်စီရှုံးတာပေါ့တကယ်လို့များအဲ့ဒီနေရာမှာဆရာနဲ့ကျွန်တော်သာပါဝင်ခဲ့မယ်ဆိုရင်တော့ပြောပြီပေါ့ဆိုတော့အဲ့လိုမျိုးမှာပြောပြမဲ့သူမရှိဘူးနိုင်ငံရေးကိစ္စမှာရောဖွံ့ဖြိုးရေးကိစ္စမှာရောမပါတဲ့အတွက်အခု2020နောက်ပိုင်းအစိုးရမှာကတော့NLD ထက်ကပဲဖြစ်ပါစေတခြားတိုင်းရင်းသားတွေထက်ကပဲဖြစ်ပါစေပြည်ထောင်စုဝန်ကြီးတယောက်စီတော့မဖြစ်မနဲ့တို့ကတောင်းဆိုရမှာဖြစ်တယ်ဒါအပြင်ဒုတိယဝန်ကြီးတွေတယောက်စီအဲ့လိုဖြစ်မှာပဲကျွန်တော်တို့ပြည်ထောင်စုကြီးကနည်းနည်းကောင်းတယ်လို့ကျွန်တော်မြင်နေစရာဟုတ်ကျေးဇူးတင်ပါတယ်ဆရာကျွန်တော်ပြန်မေးချင်တဲ့တစ်ခုကတော့ဒီငင်းချမ်းရေးကဏ္ဍမှာဆရာရဲ့သဘောထားပေါ့နော်ဒီမြန်မာပြည်ငင်းချမ်းဖို့အတွက်ကအခုကတမတော်က NLD ကိုအဆက်ခွေးမဲ့လူပုံစံနဲ့ဘာမှမလုပ်နိုင်အောင်လုပ်ထားတယ်ဆိုပြီးတော့2016ကနဲ့ခု20ထိပေါ့နော်တင်းစင်ဆူရကတုံးကတော့တင်းစင်ကရက်ပါဆိုရင်တော့တခါတလေရက်တာတွေရှိတာပေါ့လေဒါပေမဲ့ဒီ NLD ဆူရတုံးကဒီ NLD ဆူရကာလမှာတော့ရက်ပါလို့လည်းမပြောဘူးပေါ့နော်တခါတလေရခိုင်ကိုလေးတိုက်ခိုင်သေးတယ်အဲ့လိုပုံစံတွေတခါတလေဖြစ်နေတဲ့ပုံစံတွေဖြစ်နေတော့
တက်နဲ့ NLD ကြားမှာအပေးအယူများရှိသလားဒါမှမဟုတ် NLD ကတက်ကိုထင်းလို့မရတာလားဘယ်လိုပုံစံနဲ့တက်နဲ့တက်နဲ့ NLD ကြားမှာဆက်ဆံရေးကဘယ်လိုရှိနေလဲပေါ့ဒီကိစ္စမှာဆရာကျွန်တော်ပြည်သူလူထုတွေကိုလည်းကျွန်တော်ပြောချင်တယ် NLD ဟာဘယ်ဘဝရောက်သွားတယ်လဲဆိုရင်တော့ဒူနဲ့မြင့်ညစ်ကြားမှာပဲကျွန်တော်တို့ကရှိနေတာ NLD ကတကယ်မလွယ်ဘူးဘာဖြစ်လို့လဲဆိုရင်တချို့ကလောစုကNLD ကတက် yes ဗာလေအလိုကိုလိုက်လုံးအားကြီးတယ်လို့အဝေဖန်ခံပြောဒီဖက်ကတချို့ကဘယ်လိုပြောပြလဲဆိုရင်တော့ဒီ NLD ကကောင်းဆောင်တွေကတက်နဲ့ပြည်လျောင်မပေါင်းနိုင်ဘူးလို့ပြောပြန်အောင်ဆိုတော့တို့ပြောရခဲ့တယ်နိုင်ငံတကာမှာဘယ်လိုလုပ်လဲဆိုရင်တော့ဒီ NLD အစိုးရကတက်မတော်ကိုပဲတို့ဖားလုံးဝကြည့်တယ်လို့အရက်သားစကားနဲ့ပြောမှဆိုပြောတယ်ဒီဖက်ကလည်းပဲတက်နဲ့ကောင်းလင်းနဲ့ကင်တရားလည်းပြောမှာပေါ့တက်နဲ့ပြည်လျောင်မပေါင်းနိုင်ဘူးမလိုက်လို့နိုင်ဘူးပြောတော့ကျွန်တော်ဘာပြောမှလဲကျွန်တော်မသိဘူးနော်ပြည်သူတယောက်အနေနဲ့ကျွန်တော်ပြောချင်တဲ့ပြောနိုင်တဲ့တစ်ခုကတော့တက်နဲ့ NLD ကြားမှာတက်ကသူ့အလုပ်လုပ်နေတယ် NLD ကလည်းပဲတက်လုပ်ခဲ့တဲ့ဥစ္စာတွေကိုတက်ညူညီမှာဆိုလို့တခါတလေကျလိုက်လို့တာလည်းရှိပါတယ်ဥပမာပြောရမယ်ဆိုရင်တော့ဥမာ AA ကိစ္စပေါ့နော် AA ကိုတက်မတော်ကနေပြီးတော့မှအကြမ်းဖက်သမားအဖြစ်တတ်မှတ်ပေးရအစိုးရကိုတောင်းဆိုတာပေါ့အစိုးရကမငြင်းရဘူးလို့ခေါ်မှာပေါ့နော်ဆိုတော့သူတောင်းဆိုတဲ့ဥစ္စာကိုသူလိုက်လို့ပြတဲ့သဘောဖြစ်တယ်လိုက်လို့တဲ့ခါကျရင်လည်းပဲဟိုဖက်ကနေပြီးတော့မှဒါမဟုတ်သေးဘူးအဲ့ဒီဥစ္စာကြီးကလည်းမဟုတ်သေးဘူးလို့ပြောပြအောင်ဆိုတော့2020နောက်ပိုင်းကတော့ NLD ကလည်းပဲသူသဘောထားလဲပြောင်းလာမယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ဖြစ်စေချင်တဲ့ဥစ္စာကတော့ AA ကိုအကြမ်းဖက်သမားအကြမ်းဖက်အဖွဲ့အစည်းကနေအစိုးရကနေပြီးတော့မှပေးဖြတ်ပေးနိုင်ရင်တော့ကောင်းမယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ကျွန်တော်ရဲ့တယောက်အမြင်ပေါ့နှုတ်မဟုတ်ရင်တော့ကြာလာရင်ကျွန်တော်တို့ကဇက်တီချက်ကပြောင်းဟိုလေးမရောက်ဒီလေးမရောက်ဖြစ်သွားနိုင်တယ်ဆိုတော့ငင်းချမ်းကြီးကတော့သူခင်ဗျားတဲ့အရင်တော့ကသူဒေါအောင်ဆန်းစုကြည်အကြောင်းကိုလည်းကျွန်တော်ပြောသလိုပေါ့သူတတ်နိုင်တဲ့ဥစ္စာကတော့ငင်းချမ်းကြီးဆိုတဲ့NCA လမ်းကြောင်းနဲ့ပြည်ထောင်စုညီလာခံအဲ့ဒါကနေပဲသူခင်ဗျားသွားနေတယ်လို့ကျွန်တော်မြင်တယ်သူကဒီလိုလုပ်ရမယ်ဟိုလုပ်ရမယ်ဆိုတဲ့ဥစ္စာကတော့သူမလုပ်နိုင်ခဲ့ဘူးလေအရင်ကတည်းကသူစပြီးတော့မှအစိုးရဖွဲ့လာတဲ့ခါမှာသူစန္ဒတော့တိတရှိချင်ရှိမှာပေါ့တော့တမတော်နဲ့ EAO တွေကနေပြီးတော့မှ NCA လမ်းကြောင်းမှပါလို့ပြောသွားတဲ့ခါကျတော့သူဘာတတ်နိုင်တော့မှလဲဆိုတော့ NCA လမ်းကြောင်းပဲအခုချိန်ထိတော့သူကလိုက်နေတယ်လို့ကျွန်တော်မြင်တယ်ဆိုတော့အခုလောလောဆယ်ကတော့အခြေခံမူလောက်ခွာမှာပေါ့နော်power sharing လုပ်တဲ့ဥစ္စာပေါ့နောက်ပြီး resources sharing တွေလုပ်ရမယ်ဆိုပြီးတော့မှပြည်ထောင်စု accord သဘောတူစာချုပ်မှာထုတ်ထားတော့အကောင့်ထဲဖော်မလားမဖော်ဘူးလားဆိုတဲ့ဥစ္စာကတော့တမတော်ပုံမှာမူတည်တာပေါ့ EAO တွေနဲ့တမတော်တွေပဲကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့လို့ကျွန်တော်မြင်တယ်ဆရာဒီ2015က16ကနေဒီနေ့အထိပေါ့လေ NLD ဥဆောင်တဲ့ချင်းပြည်နယ်စုရမှာဒီငင်းချမ်းကြီးကို NCA လမ်းကြောင်းမှပါလို့ပြောနေတဲ့ခါမှာဒီ NCA လက်မှတ်ထိုးတဲ့ချင်းမျိုးသားတပ်ဦးNLD ဘက်ကနေရာမပေးတာဒီနေရာတော်တော်များများမှာတွေ့ရတာပေါ့ CNF ပါရင်တော့ဘေး workshop မှလုပ်လို့မရဘူး CNF ပါရင်တော့တင်တန်းလုပ်လို့မရဘူး NRPC မိတိုင်းတင်ပါဆိုတဲ့ဟာဒီပေါ့နော်ပြီးရင် CNF ပါနေတဲ့ချင်းတက်ကတူចောင်းသားတွေ့ဆုံပွဲတွေချင်း Unity Forum မင်းတပ်မှာလုပ်တဲ့ကိစ္စတွေပြီးရတာမကဒီချင်းမျိုးသားနဲ့လုပ်မယ်ဆိုရင်တော့တတိယတိုင်းလောက်မှာထိုင်ခိုင်းတာတွေနောက်တိုင်းမှာထိုင်ခိုင်းတာတွေစကားပြောခွင့်မပေးတာတွေအများကြီးဒီ NLD တက်လာတဲ့နောက်ပိုင်းမြင်ရတာပေါ့လေအဲ့ဒါကငင်းချမ်းရေးကိုတချို့လူတွေကပြောဒါငင်းချမ်းရေးကို NLD ကအားမပေးတဲ့သဘောဒါချင်းပြည်နယ်မှာလက်တွေ့မြင်နေရတယ်ဆိုတဲ့ဟာကြီးကြားရတာပေါ့အဲ့ဒီပုံမှာဆရာရောဘယ်လိုမြင်တယ်လဲဒီတက်လာမဲ့အစိုးရလည်း NLD ဖြစ်နေတဲ့အတွက်ဘယ်လိုပုံစံဖြစ်စီချင်တယ်လေပေါ့နော်ဖြစ်တင်တယ်လေဆိုတဲ့အချက်ကိုဆရာရဲ့အမြင်လေးကိုပြောပေးစေချင်တာပေါ့ဒါဖြစ်ပြီးတော့ဒါပြောရင်ပြောပေါ့နော်ဒါဒီလာမဲ့
苏亚的代码不如多点的嘞路面的嘞不。ကျွန်တော်မြင်တယ်ဟိုလာပြီးခဲ့တဲ့ဥစ္စာမှာလည်းပဲကျွန်တော်ပြောနေကြပေါ့ဒါဝန်ကြီးချုပ်နေဆိုင်တယ်အဲ့ဒီအသေးအမွှားထိတောင်မှဒေါအောင်ဆန်းစုကြည်ကိုမင်းနေမယ်ဆိုရင်တော့ဘယ်ဖြစ်မလဲကျွန်တော်ဒါဝန်ကြီးချုပ်လုပ်မယ်ဆိုရင်တော့အဲ့ဒီခန့်ကာရတွေအားလုံးကတော့ကိုယ့်တဘောနဲ့ကိုယ်လှုပ်လိုက်ပါဘာဖြစ်လို့လဲဆိုရင်တော့ဝန်ကြီးချုပ်အချင်းပြည်နယ်အစိုးရလုပ်ပိုင်ခွင့်ရှိတယ်ပြည်ထောင်စုအစိုးရလုပ်ပိုင်ခွင့်ရှိတယ်ဆိုတော့ချင်းတပ်ဦးတွေကချင်းပြည်နယ်မှာပဲသူတို့အခြေချတာကိုအဲ့တော့ချင်းပြည်နယ်နဲ့ဆိုင်တာပေါ့ဝန်ကြီးချုပ်ကနေပြီးတော့မှဒီလိုတော့ကျွန်တော်လှုပ်လိုက်မယ်ဆိုပြီးတော့ဘိုဟိုကတာဝန်ရှိလူကြီးတွေကိုရှင်းပြပေါ့မလှုပ်မဖြစ်ဘူးလှုပ်လိုက်မယ်ဆိုပြီးတော့လှုပ်ပေါ့တော့မလှုပ်ရေးတာကတော့ကျွန်တော်ထင်တယ်ဟိုဝန်ကြီးချုပ်တွေကလည်းပဲဖုန်ဖုန်လေးပြောရမယ်ဆိုရင်တော့ဝန်ကြီးတွေကလည်းဒီဝန်ထမ်းကနေလာတဲ့သူတွေပဲဆိုတော့လေသူတို့အတွေ့အကြုံရှိတာကတော့ဟိုဝန်ထမ်းတွေအားလုံးတော့မဆိုလို့ဘူးပေါ့နော်နောက်2025နောက်ပိုင်းမှာပင်စင်ယူလာတဲ့ဝန်ထမ်းတွေကတော့တကယ်နိုင်ငံရေးသမားကောင်းတွေဖြစ်လာမှာပါအခုလောလောဆယ်ပင်စင်သမားတွေကဥစ္စာခိုင်နှုန်းနိပါကတော့ဘာအတွေ့အကြုံရှိတယ်လဲဆိုရင်တော့ဟိုတတိကြောင်တဲ့အတွေ့အကြုံနောက်ပြီးတော့မှဟိုအချင်းပြတ်ချစားတဲ့အတွေ့အကြုံနောက်ပြီးတော့မှလူကိုဖားတဲ့အတွေ့အကြုံအဲ့ဒါအတွေ့အကြုံတွေရှိတဲ့ခါကျတော့ကျွန်တော်ကတော့ငကိုကလေးမမျှော်လင့်ပါဘူးဆိုတော့နောက်ဆုံးကျတော့ဟိုအထက်လူကြီးတွေကိုပဲအိမ်သာသွားတဲရမယ့်ဥစ္စာတောင်မှသူတို့ကမင်းရမယ့်ပုံစံဖြစ်နေတော့ဒါမဟုတ်သေးဘူးလို့ကျွန်တော်မြင်တယ်ဆိုတော့ဒါဝန်ကြီးချုပ်နဲ့တော်ဆိုင်တယ်အဲ့ဒါကြီးကိုသူတို့ဟောပြီးမှဒေါအောင်ဆန်းစုကြည်ကငါတို့ခုမပြူအဲ့လိုမျိုးအထက်လူကြီးတွေကပြစ်မတင်စေချင်ဘူးကိုယ့်ကိုလုပ်ပါလားဝန်ကြီးချုပ်တယောက်ပါပဲဆိုတော့နောက်အနာကဝန်ကြီးချုပ်ကတော့အဲ့လိုမျိုးတော့မဟုတ်တော့ဘူးနဲ့တူတယ်အဲ့ဒီကိစ္စနဲ့အလုပ်ပြုတ်ပါစေပေါ့ဝန်ထမ်းမှမဟုတ်တာဝမ်းသာစရာပေါ့ဟုတ်ကဲ့ဒါအဲ့ဒါကတော့ပြည်နယ်ဝန်ကြီးချုပ်နဲ့ဆိုင်နေဆိုတာကတော့ဟိုတစ်ဖက်ကနဲ့ဟိုဖိုင်တဲ့အချက်တွေတော့ပါတာပေါ့နော်တခါတလေဒါ NRPC ကပဲပြုတ်နေတဲ့ဟာဒီများနေတော့ဒီ NLD ဘဟုကနေပဲအကုန်လုံးကထင်းချောက်နေလားဆိုတာဟာတန်တရားတွေရှိနေတာနဲ့ကျွန်တော်မြင်တာဖြစ်ပါတယ်ဆရာအနေနဲ့ရောဒီချင်းမြို့သားတအုပ်ကချင်းမြို့သားတအုပ်ကလည်းဒီပြည်နယ်နဲ့လူမျိုးအတွက်တော့ကျူးစားချတာပေါ့နော်ဒါပေမဲ့အားလုံးချင်းအားလုံးကတော့မလွှမ်းခြုံနိုင်ဘူးပေါ့အဲ့လိုမျိုးတွေပြောနေတဲ့ဟာတွေလည်းရှိတယ်အဲ့တော့ CNF ကဒီငင်းချမ်းရေးနဲ့ကျွန်တော်ချင်းပြည်နယ်ဟိုလူမျိုးတစ်မျိုးအနေနဲ့ဘယ်လောက်ထိ CNF ခန့်ကဏ္ဍအရေးကြီးလဲပြီးရင်ရောဒီငင်းချမ်းရေးတွားနေတဲ့ line ကြောင်းမှာ CNF ကရောပြည်သူတွေဟိုခေါ်ဆောင်ပြီးတော့အားလုံးပါဝင်နိုင်တဲ့ငင်းချမ်းရေး platform ရောက်နိုင်ဘယ်လိုမြင်တယ်လဲပေါ့CNF ကတိတ်အရေးကြီးတာဗောအရေးကြီးမှအရေးကြီးလို့ပဲလျက်မှုစခေါင်းက ZPDJC မှာပြုတ်ကထားလုပ်နိုင်တာဗောဆရာ CNF မရှိလို့ကလျက်မှုစခေါင်းအဲ့ဒီမှာပါသွားလုပ်မှာလဲဆိုတော့ဘလောက်ပဲပညာတော်ဘလောက်ပဲပညာရှိကြောထောက်နောက်ခံရှိဖို့လိုတယ်အဲ့တော့ CNF ဒီဘလောက်အရေးကြီးတယ်လဲဆိုရင်တော့ဟို NCA လမ်းကြောင်းနဲ့တွားတဲ့ကိစ္စဟုတည်းများအားလုံးမှာဆိုရင်တော့ CNF ဒီတိတ်အရေးကြီးတယ်ဆိုလို့ဆိုတာပြောချင်တယ်။ရင်အားမရှိတာဘာရင်းညာတွေကြတော့ကျွန်တော်တို့ကစင်းရတော့တပုံထမယ်ဆိုရင်လည်းပဲစင်းရတော့ပဲတပုံထနိုင်မလဲ။ကျွန်တော်ကိုယ်တိုင်လည်းနိုင်ငံရေးလို့တော့စင်းရတော့မဖြစ်ဘူးလေဆရာတော်တော်အခက်ကြုံရတယ်အဲ့ဒါဟိုညဝက်နဲ့ဆရာလည်းမလိုပါဘူး။ဆိုတော့ CNF ကဒီငင်းချမ်းရဲ့အခန်းကဏ္ဍမှာတိတ်အရေးကြီးတယ်။ဟိုလိုအပ်တဲ့ဥစ္စာတွေကိုလည်းပြည်သူလူထုကလည်းပဲဟိုပါတယ်တရားဥပဒေနီးလန်းတကြပေါ့နော်။ပတ်လေပန်ပိုတင်တယ်လို့ကျွန်တော်မြင်တယ်။နောက် CNFD ကိုတိုင်ကလည်းပဲဘယ်လိုဖြစ်စေချင်တယ်လဲဆိုရင်တော့သူတို့စဉ်းစားချက်ဒီအားလုံးဟာဆိုရင်တော့ပြည်သူကိုဗဟိုပြုပြီးတော့မှသွားစေချင်တယ်။သူကအင်အားမရှိတာရှိတာကတော့အပတ်ထားပေါ့နော်။ငါတို့ဟာဆိုရင်တော့ဒီချင်းပြည်နယ်အတွက်အရေးကြီးတဲ့အခန်းကဏ္ဍမှာဘောလုံးကစားနေတယ်ဆိုတဲ့ဥစ္စာကတော့ CNFD ကိုလည်းပဲကျွန်တော်သိစေချင်တာပေါ့နော်။အဲ့ဒါလောက်ပဲကျွန်တော်ပြောပြရစေ။ ပလဲဝါမှာလှောက်ရှာနေတဲ့ဒီ AA ကိစ္စဒီ AA ကတော့ချင်းပြည်ဖက်ကိုလည်းဒီကျွန်တော်အမျိုးသားလုံခြုံရေးထိခိုက်နေတဲ့ဟာလေးတွေရှိတယ်ပြီးရင်ဒီမြန်မာတနိုင်ငံလုံးအတွက်ရောဒီမတရားတင်းကျပ်ရပြီးတော့ငင်းချိုင်း AA ကြောင့်လို့ပြောလို့ရနိုင်တဲ့အခြေအနေတွေအများကြီးရှိတာပေါ့ရှစ်မတူနောက်မဆုပ်
ဖြစ်နေတဲ့ကိစ္စတွေလည်းပါနေတော့ဒီအေးကိစ္စကိုစုရဒီထောင်စုရအဆင့်မောဒီချင်းပြည်နယ်အဆင့်မှာဘလို့ပုံစံနဲ့ဖြည့်ရှင်းတင်လေပေါ့နော်ချင်းပြည်နယ်အစိုးရကတော့အဲ့လိုမျိုးအေးကိစ္စကြီးကတော့ချင်းပြည်နယ်အစိုးရကဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးဒါတော့အသေးချပဲသူတို့ကခန်းကဏ္ဍမဟုတ်ဘူးဒါပေမဲ့ CNF ကနေပြီးတော့မှသူတို့ကိုအဓိကကျတော့လူခွင့်ရေးတွေမချိုးဖောက်ဖို့တို့ချင်းပြည်သူတွေကိုစာနာထောက်ထားဖို့အဲ့ဒါမျိုးတွေကိုတော့ CNF ကလည်းပဲအမေရိကန်တော်လှန်ရေးသမားတွေအချင်းချင်းဆိုတော့တိုက်တွန်းလိုက်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်ထင်တယ်နောက်ပိုင်းကတော့ AA ကလည်းပဲဗာလဲတပုံကောင်းတပုံဗာလဲဘယ်လိုခေါ်မလဲလက်နဲ့ကင်တော်လှန်ရေးဆန်လှုပ်ရှားလာတယ်လို့ကျွန်တော်မြင်တယ်ဥပမာနိုင်ငံတကာကျင့်ဝတ်တွေပေါ့နော်လိုက်နာလာတယ်လို့ကျွန်တော်မြင်တာပေါ့နော်ဆိုတော့ AA ကိုဘိုးအစိုးရကလည်းဘလို့ကင်တွေ့စီစဉ်တယ်ဆိုရင်ကျွန်တော်အမြင်ကတော့ဒီအကြမ်းဖက်သမားအဖွဲ့ကနေပဲအကြမ်းဖက်သမားအဖွဲ့စီအဖြစ်ကနေပေဖြတ်စေချင်တာပေါ့နော်အဲ့ဒါပေဖြတ်ပြီးဟဲ့ဆိုရင်တော့လမ်းစားတော့ပွင့်မယ်နှုတ်မဟုတ်ရင်တော့တိုက်ကိုတိုက်ဆိုတော့နောက်ဆုံးကျတော့ပြည်သူတွေကပဲမြေစာပြင်ဖြစ်သွားတာဟောအားလုံးသိပြီးဖြစ်ပါတယ်အဲ့တော့ချင်းပြည်နယ်အစိုးရကတော့အဲ့ဒီမှာတော့တိတ်ပြီးတော့မှဝင်ရောက်နိုင်မှာမဟုတ်ဘူးဒီပြည်ထောင်စုအစိုးရနဲ့တက်မလို့ပဲတာဝန်ရှိတယ်လို့ကျွန်တော်ပြောချင်တယ်ကျွန်တော်ဒီချင်းပြည်နယ်အစိုးရအခြေအနေနည်းနည်းမေးချင်တာပေါ့လေ2016ကနေဒီနေ့အထိချင်းပြည်နယ်အစိုးရရဲ့လုပ်ငန်းဆောင်ရွက်ချက်ဒီအမေတိုင်းလေးလာနေတယ်လို့ထင်တာပေါ့လေဆိုတော့ဘယ်လိုတုံးသက်ပါတယ်လဲရွတ်တော်ဒီအစိုးရဖက်ရောပြီးရင်2021ကနေဒီ26အထိပေါ့နော်တောင်ယူမဲ့ NLD အစိုးရတက်မှာရောဘယ်သူကဝန်ကြီးချုပ်နေရာမှာဘယ်သူကဝန်ကြီးဖြစ်ရင်တော့ပူပြီးတော့ဒီရဲ့အစိုးရလေးပတ်မှုကပူပြီးတော့ထိရောက်မယ်ချင်းပြည်သူဖက်ကလည်းဒီယုံကြည်ရတဲ့အစိုးရပူဖြစ်လာမယ်လို့ထင်တဲ့ဟာလေးတွေပေါ့ဟုတ်တယ်လက်ရှိချင်းပြည်နယ် NLD အစိုးရကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့အာမနာစတမ်မရဘူးဆရာဘာလို့မရတယ်လဲဆိုရင်တော့မလုတ်ရဲတာများတယ်အခုနပြောသလိုပေါ့မလုတ်ရဲမကန်ရဲတာများတယ်အဲ့တော့မလုတ်ရဲမကန်ရဲတော့ဘာမှအဆင်မပြေဘူးလေပြီးရင်လက်စားမှုရှိတယ်နော်အပြပြတတပြောမယ်အခုတော့ရွှေကောက်ပွဲလဲကျွန်တော်တို့အောင်ပြီးပြီလေဆရာခုချိန်မှာရွှေကောက်ပွဲတော့အောင်ပြီဆိုတော့ဘာမှလည်းကြောက်စရာလည်းမလိုတော့ဆိုတော့ချင်းပြည်နယ်ဆိုတော့ကျွန်တော်မရဘူးလက်ပြလက်ယူမှုရှိတယ်နောက်ပြီးတော့မှတတိကိုမရှိတာဆိုတော့ဆုံးဖြတ်ချက်ချတာလည်းပဲဟင်းကွေးတယ်နောက်ပြီးတော့မှပါရှိသေးတယ်လေဆိုရင်တော့ဘယ်လိုခေါ်ရမလဲပြည်သူတွေနဲ့ဆက်ဆံတဲ့နေရာမှာလည်းပဲအချိုးမပြီးဘူးအဲ့ဒါတွေကကြည့်ရမယ်ဆိုရင်တော့ကျွန်တော်တယောက်တည်းမဟုတ်နဲ့တူတယ်ဆရာတို့ဟာခမြို့သူမြို့သားတွေကလည်းပဲညီးနေတယ်လို့ကျွန်တော်ထင်တယ်အဲ့တော့အဲ့ဒီနေရာမှာကျွန်တော်လက်မခံနိုင်တာကတော့အတုံးမကြဘူးရင်အတုံးမကြရင်လည်းပဲနေပါစေခိုးတာတို့ခွေတာတို့ရှိတာတော့ကျွန်တော်လက်မခံနိုင်ကျွန်တော်ကသမရဖြစ်လို့ကတော့အကုန်လုံးကိုကျွန်တော်တခါတည်းနဲ့ထောင်ပူပလိုက်ရအဲ့ဒါကျွန်တော်နိုင်ငံကြီးကတော့နိုင်ငံကြီးအတိုင်းပဲသွားမှာကျွန်တော်တို့ကချင်းပြည်နယ်ကဘာဖြစ်လို့မတိုးတက်တယ်လဲဆိုရင်တော့ဘာတိုင်းနဲ့နိုင်ငံကြီးနဲ့လူမျိုးတွေအကုန်လုံးရောရှက်ကုန်ကျွန်တော်လက်စားတယ်ဆိုရင်ကျွန်တော်ထောင်ချက်ပြလိုက်အဲ့ဒါဆိုရင်တော့ကျန်တဲ့လူတွေကလက်စားရမှာမဟုတ်တော့ဘူးငြိမ်သွားပြီလေဆရာအဲ့ဒါဥပဒေအတိုင်းပဲလေဆိုတော့ဗာလဲအချိန်တိုင်းတော့ပြန်လွှတ်ပေးဖို့ကွာအဲ့တော့ဘောနဲ့ကင်းဖြစ်တဲ့နောက်ပိုင်းမှာကျွန်တော်ပြန်လွှတ်ပေးမယ်ဆိုရင်တော့ကျွန်တော်ကဘောနဲ့ကင်းရသွားပြီပေါ့ဆိုတော့လူကောင်းဖြစ်သွားပြီပေါ့နော်ထောင်ထည့်တယ်ဆိုတဲ့ဥစ္စာကတော့လူကောင်းဖြစ်အောင်ထောင်မှာထည့်တာဆိုတော့ညံတဲ့တယ်ခိုးတယ်ဆိုရင်တော့ဘယ်သူကလက်ခံမှာလဲဆရာဆိုတော့အဲ့ဒါဘာထောက်ထားနဲ့ပြောလဲဆိုရင်အထောက်ထားရှိတယ်ဆရာအဲ့တော့ဒါမပြောစေချင်ဘူးအဲ့တော့လက်ရှိချင်းပြည်နယ်အစိုးရမှာလုံနေတဲ့ဥဆိုးထက်မှပါပေါ့ဥဆိုးထက်ကြတော့နှစ်နှစ်ပဲ3နှစ်ပါပေါ့နော်ရှိနေတော့ကျွန်တော်ကြားသိတဲ့လောက်ဆိုရင်တော့လူကြီးကကြီးလဲကောင်းတယ်လို့ကျွန်တော်ကြားသိတာပေါ့ဒါအဝေးကတည်းကတီးတဲ့ဥစ္စာပေါ့နော်
လူဆိုတာတကယ်ပေါင်းကြည့်မှအတူတူအလုံးလုံးမှဒါလူကောင်းလားလူဆိုတာဆိုတာသိတာပေါ့နော်ဆိုတော့ဥဆိုးထက်မှအပကျန်တဲ့လူတွေကတော့ကျွန်တော်ကကောင်းကောင်းသိတဲ့လူဆိုတော့ဒီတစ်ခါမှဆိုရင်တော့ဒီကျန်တဲ့အစိုးရဖွဲ့ဝင်တွေကတော့အကုန်လုံးအနာပြည့်ယူထုလို့နေပြအကုန်လုံးထားရှင်တယ်ဟုတ်ကဲ့ပါဆရာအဲ့လိုပြောတော့ဒီနေ့တော့အားနာတယ်နော်အားမနာပါနဲ့ဆရာဝန်ကြီးလောက်ခဲ့တဲ့ဝန်ကြီးအစခင်ကိုလည်းဒါအကတိလိုက်စားမှုပါဝင်နေပေမဲ့လေသူကအခြားနာမီခေါင်းစဉ်တက်ပြီးတော့ဖြုတ်ခံရတာလေးရှိတာပေါ့လေကျွန်တော်ဒီတလောက်တော့ရှိပါတယ်ဆိုတော့ဒီကိစ္စကဒီ corruption ကချင်းပြည်နယ်ကဘာသာကြီးမှာဆိုတော့ခရီးယန်က90လောက်ပေါ့နော်အဲ့ဒီဖြစ်နေတဲ့ဟာမှာမြန်မာအကတိလိုက်စားမှုအများဆုံးစုကချင်းပြည်နယ်ကရသွားတယ်ဖွင့်လှစ်မြင်သာမှုမရှိဆုံးရတယ်အဲ့လိုဒါ Asia Foundation ကလောက်ထားတဲ့ဟာလေးရဲ့ပုံမှာကျွန်တော်ပြောတာပေါ့နော်2026ကနေဒီလာမဲ့အစိုးရအတွက်ရောဒီအကတိလိုက်စားမှုကိစ္စကိုဘယ်လိုပုံစံနဲ့ဒီဆရာကလည်း NLD ဖက်ကအဓိကတော့ပါဝင်ပတ်သက်နေတဲ့ပုဂ္ဂိုလ်ဆိုတော့ဒီကိစ္စကိုဘယ်လိုပုံစံနဲ့မောင်းနှင်ဖို့ဘယ်လိုပုံစံနဲ့မဖြစ်အောင်ပေါ့နော်ထင်သိမ်းဖို့အကြံပေးခြင်းလေဖြစ်စေချင်တာလေးပေါ့နော်ဟုတ်ကဲ့အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆိုတာရှိတယ်။တော့အဲ့ဒီအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ဗာလေဥပဒေကိုကျွန်တော်ထွတ်တော်အမှမဖြစ်သေးလို့ဒါဖြစ်မယ်ဆိုတော့ပြင်ဆင်လိုက်တာ။ဘာလို့ပြင်ဆင်တယ်လဲဆိုရင်တော့ဒီလူကြီးတွေ15ဦးစလုံးကပြည်ထောင်စုမှာပဲနေကြတယ်။ပြည်နယ်အဂတိလိုက်စားမှုကော်မရှင်ရုံးခွဲအခုချိန်นี้မဖွင့်ဘူး။ကြရကြတော့အဂတိလိုက်စားမှုကိုထက်ထက်ဝင်တိုက်ဖျက်ခြင်းနေဆိုရင်တော့အဲ့ဒီအဂတိလိုက်စားမှုဖြစ်ပွားနေတဲ့နေရာမှာအနိမှာပဲရမှာနှုတ်မဟုတ်ရင်တော့ဒီဘ ഹു ကနေဘသူကသွားတိုင်ကြရမှာလဲဆိုတော့တရင်တစ်ခုရချင်နေဆိုရင်တော့လိုက်ဆုံစမ်းပေါ့အခုကကျွန်တော်တို့ NLD ကအားနဲ့ချက်ပါလဲဆိုရင်တော့တကယ် stakeholder ဆုံးဖြတ်ချက်ချနိုင်တဲ့လူရီစီမှာဖန်ကန်တော့တရင်စကားမရောက်နိုင်တော့ဖားတဲ့တရင်စကားတွေလိန်ရတဲ့တရင်စကားတွေပဲရတယ်အဲ့ဒါချိန်ကြတော့ဘယ်ကောင်းဆောင်မဆိုဒုက္ခရောက်ကြတယ်ဆိုတော့အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က15ဦးနဲ့ဖွဲ့စည်းထားတာဖြစ်ဆိုတော့ပြည်နယ်မှာတိုင်းဒေသကြီးမှာမရှိဘူးအဲ့ဒီဥစ္စာထဲတော့ဘ ഹു မှာ15ယောက်မဟုတ်ဘဲနဲ့ဥပဒေကိုပြင်ပြီးတော့မှဘ ഹു မှာကြတော့9ယောက်တို့9ယောက်တို့ထားလိုက်ဘတ်ဂျက်ကုန်နေဆိုရင်တော့လေသူတို့လာစားတွေပါတယ်ပေးဖို့လိုတာ哦တိုင်းဒေသကြီးနေပြည်နယ်မှာအဖွဲ့ခွဲတွေထား3ယောက်နဲ့ပဲဖွဲ့စည်းရမလား3ဦးနဲ့ပဲဖွဲ့စည်းရမလားဖွဲ့စည်းအဲ့ဒီကနေပြီးတော့မှသူတို့ကိုတိုင်တော်လကောင်းသူတို့ကလိုက်လာရှာဖွေရမှာဘသူက corruption လုပ်နေတယ်ဆိုတာလိုက်လာတိုင်တာဟိုပဲကြည်နေလို့ကတော့ဘာရမှာလဲကြောင်ကကျွေးကိုငါဒီကြောင်ရှိပါတယ်ကြောင်ဖြစ်ပါတယ်ဆိုတဲ့ဥစ္စာလဲကျွေးရပြေးလာမလဲဆိုတော့အဂရိလိုက်စားမှုကြေတိုက်ဖြတ်ခြင်းနေဆိုရင်တော့အဲ့ဒီအဂရိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ရဲ့ဥပဒေကိုပြင်ဆင်ရမှာဖြစ်တယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ချင်းတွေကကျွန်တော်မကြိုက်တာကဟာခါစကလည်းနဲ့ပြောပြကမချုခရီဖာကန်စီလာမရဘူးခရီးယာနဲ့မခိုးဘူးလို့ပြောချင်မခိုးဘူးလို့ပြောလို့မရဘူးဆရာခရီးယာနေလည်းခိုးပါတယ်ဆရာအဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းပဲစိတ်ထဲမှာ corruption ဆိုတဲ့ဥစ္စာတစ်ခါပေါ်တယ်နော်ဆရာဥပဒေဒီထောင်လီရှိတာကတော့အဲ့ဒီဥစ္စာဖြစ်တဲ့လူရဲ့စိတ်ကဖောက်ပြန်တတ်လို့ထောင်လီဥပဒေဒီရှိတာဆရာတော့မဟုတ်ပဲကျွန်တော်ကဖျက်ခင်ဆုံးကြည်ပါတယ်ဆိုအဲ့ဒါလည်းမယုံနဲ့ဆရာတော့သူများအကြောင်းကိုလည်းအမှန်ကဖော်ထုတ်ရမယ်မကောင်းကြောင်းမဟုတ်ဘူးအဲ့ဒါအမှန်ကိုဖော်ထုတ်တာအဲ့ဒါတင်းဥစ္စာတွေကလည်းပဲသူများအကြောင်းကိုမပြောကောင်းဘူးဆိုတော့ဒီကောင်တွေကသူများအကြောင်းကပြောဆုံးလူလိမ်ပြီဆိုတော့သူများအကြောင်းကိုလည်းပြောရမယ်ကိုယ့်အကြောင်းကိုလည်းပဲပြောချင်းကိုလက်ခံရမယ်အဲ့ဒါမှသူက community ကကျမ်းမာမှာပေါ့အချင်းချင်းလိမ်ပြီးတော့မှဖုံးကွယ်ပေးနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့စင်ရသားတွေကတော့စင်ရပြီးတော့လူလိမ်တွေလိမ်ပြီးတော့ချမ်းသာနေမှာပေါ့အဲ့ဒါကြောင့်နောက်ဆုံးပြောချင်တဲ့ဥစ္စာကတော့ CNLD ကိုကျွန်တော်အတုံးမကြောက်ဘူးလို့ဆိုပြောချင်တယ်ပူစုကလည်းအခုတော့ကြားမြင်ထင်တာပဲ CNLD ကောင်းဆောင်တွေကလုံးဝတုံးမကြောက်ဘူးအဲ့ဒီအများကြီးဝင်ပြန်ပြီးတော့မှတနေရာလေးရတယ်ဆိုတာကတော့ဘာကြောင့်တနေရာလေးပဲရတယ်လဲဆိုတာလဲသူတို့လည်းစဉ်းစားဖို့လိုတယ်ဆိုတော့ CNLD တာခုနှစ်နေရာတော့ရသွားမယ်ဆိုရင်တော့ NLD အစိုးရကိုချင့်ကင်ဘယ်လက်လုံနိုင်မှာ
알아 수인어 저노로아 비두투 야완다마 저노아 엘레디레 또도 비두 페바 저노 바마 보 알아 아쿠아 엘레디가 공롱 피도아레 가자로 루도 말레베 엘레디가 루아무마 아수아 말레 엘레디가 루아무아 메소도 오케이 버투가 이ကောင်ခိုးပါတယ်ဆိုတော့ဆရာတော်လာပြောပြတော့မလဲမသိတော့ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်ပြောချင်တဲ့ဥစ္စာကတော့ CND တွေကိုလည်းကျွန်တော်ပြောချင်တယ်ဘာဖြစ်လို့အရင်ကတည်းကကြားဖတ်မယ်စင်ဖတ်မယ်လို့ပြောခဲ့တာလဲတော်ဆောက်စီကိုမတိုက်နဲ့ NLD ကိုလည်းမတိုက်နဲ့အခုချိန်မှာပြည်သူလူထုတွေဂျေဇူးပြုပြီးငါတို့ကိုထွတ်တော်ထိန်ချုပ်ဖို့တော့ငါတို့အခွင့်ပေးလိုက်ပါ NLD ဆိုတော့ထိန်ချုပ်မယ်လို့ကျွန်တော်တို့သတင်းစကားပေးလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ကစဉ်းစားပြနိုင်တယ်နော်ဆိုတော့ဒါပေမဲ့အခုကျတော့ပွဲအသိမ်းနေပြီ game over ဖြစ်သွားပြီဆိုတော့ဒီချစ်ပီနဲ့အဂရီလိုက်ဆောက်မှုကိုဘလို့ထိန်ချုပ်ရမလဲဆိုတဲ့ဥစ္စာကတော့ပါစာရီကိုပဲတခါတည်းထောက်လှမ်းရင်းနဲ့ထားတော့မလားမသိဘူးဆူတောင်းပြမလားမသိတော့ဘူးဆရာအဲ့ဒါတွေကတော့တကယ်ရှင်လေးဆရာပဲဟုတ်တယ်ဒီအဂရီလိုက်ဆောက်မှုကိစ္စကတော့ဥပဒေကအများကြီးပြုတ်ပြင်ပြီးတော့ဒီထဲဝင်လောက်မှရမယ်ဆိုတဲ့သဘောဖြစ်နေတာပေါ့နော်ခုနကျွန်တော်မေးတဲ့ထဲမှာဒီကျွန်တော်မြန်မာနိုင်ငံပြည်ထောင်စုသမ္မတပြည်ထောင်စုမှာဒီသမ္မတဖြစ်မဲ့ဘယ်သူဖြစ်နိုင်လဲပေါ့နော်ဒီဆရာရဲ့တုံးတက်ချက်ပေါ့ဟုတ်တယ်ဆရာပြောဖို့တော့ခက်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါတွေကတော့ငယ်တော့ကဘသူကဤပေါက်တယ်လဲဆိုပြီးတော့မှဗာလဲတခုခုလုပ်တယ်လို့ပဲဖြစ်သွားပြီနော်ဆိုတော့ကျွန်တော်ကတော့တခုတော့ရင်ပြောချင်တယ်ဆရာတို့မီဒီယာကိစ္စလည်းနည်းနည်းပါမှာပေါ့နော်အခုကဒီမိုကရေစီ vision ဆိုပြီးတော့မှ online ကလာတယ်ခင်ဗျအဲ့တော့နားထောင်ကြည့်တော့တမရနဲ့လူတမရဖြစ်ရမယ့်သူများဆိုပြီးတော့မှခန့်ဖမ်းလာတယ်ကွာအဲ့ဒီဒီမိုကရေစီ vision ကဘသူကတီထောင်လဲဆိုတဲ့ဥစ္စာကိုလည်းပဲကျွန်တော်အခုကစုံစမ်းခြင်းတယ်သူကဘလို့ခန့်ဖမ်းလာတယ်လဲဆိုရင်တော့ကျွန်တော်တို့ဒေါက်တာတိုက်စာပေါ့ဒေါက်တာဆဆာလို့ခေါ်တာပေါ့နော်ကျွန်တော်တို့ကဒေါက်တာတိုက်စာလို့ခေါ်တာပေါ့နော်သူနာမည်ရင်းကတိုက်စာကိုဆိုတော့သူနဲ့အယ်ဖောင်းရှိုနဲ့ဥဗန်တီယူကတဲ့လူတမရဖြစ်နိုင်တဲ့လူကြီးတဲ့သူကပြောတယ်အဲ့တော့ဟိုဖေးမှာကဘယ်သူတွေလဲဆိုရင်တော့ဦးဝီမင်းတို့နောက်ပြီးတော့မှဒေါက်တာမျိုးအောင်တို့နော်နောက်ပြီးတော့မှဒေါက်တာတာမင်ထိုင်တို့လူတွေနောက်ပြီးတော့မှဦးထင်စောစနစ်တို့ဆူတို့ဘာတို့ကပြောလာတာပေါ့နော်အဲ့ဒီနေရာမှာဒီမီဒီယာတွေကနိုင်ငံကြီးတဲ့သဘောမပေါက်ပညာကြီးတဲ့သဘောမပေါက်ဥပဒေလည်းနားမလဲဆိုတော့ဘယ်လိုဖြစ်လာလဲဆိုရင်တော့ဒေါက်တာဆဆာနဲ့ဦးရဖောင်းရှူပေါ့ဦးရဖောင်းရှူသူတို့ကဦးရဖောင်းရှူရဲ့မွေးတက်ကြရ1989အသက်40ပဲရှိသေးတယ်ခုနောက်ပြီးဒေါက်တာဆဆာကသူ့ရဲ့မွေးတက်ကြရ1988ဆိုတော့သူအသက်40ပဲရှိတယ်နိုင်ငံတော်တမရနဲ့လူတမရတွေရဲ့အရေးချင်းမှာအများကြီးလို့ရှိတာပေါ့နော်လုံးဝကိုလုံးမရတဲ့ဥစ္စာကတော့ရွှေလို့လည်းမရဖြောက်လို့လည်းမရတဲ့ဥစ္စာကတော့သူတို့ကအသက်45နှစ်အနည်းဆုံးဖြစ်ရမယ်လို့သူပါတာကိုအဲ့ဒါကြီးကိုမတီးပဲနဲ့လူတမရဖြစ်မဲ့သူဆိုတော့စက်သိန်းတော့ထားပြီးတော့မှချင်းလက်ဖို့စများဒီလိုမျိုးလုံမိမှာကိုလဲဆိုတော့အရင်ဆုံးရတယ်ဆိုတော့ချင်းလက်ဖို့ကတော့ပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့မီဒီယာဖြစ်တဲ့အတွက်ကျွန်တော်ဂုဏ်ယူလဲအားရတယ်ဆိုတော့ခုခေတ်မှာခန့်မှန်းချက်တွေကဟာတာတွေဘာတွေဖြစ်ကုန်လို့ကျွန်တော်လဲအခုခန့်မှန်းပြီးတော့မှဟာတာဖြစ်သွားမယ်ဆိုရင်လည်းပဲကျွန်တော်စိုးရိမ်တယ်ဆိုတော့ကျွန်တော်ထင်တယ်ဘာလဲဦးမင်းပဲပြန်ဖြစ်မလားပေါ့နော်အဲ့ဒါတခုပဲကျွန်တော်ပြောစီတဲ့ကျန်တဲ့ဥစ္စာတော့ပြောမယ်ဆိုရင်တော့ကျွန်တော်အာလူကြီးဖြစ်သွားမှာပေါ့အမက်ဒီအချိန်မှသိနိုင်မလဲဆိုရင်တော့ထွတ်တော်ဥက္ကဋ္ဌအမျိုးသားထွတ်တော်ဥက္ကဋ္ဌနဲ့ပြည်သူထွတ်တော်ဥက္ကဋ္ဌရွေးပြီးဟိတ်ဆိုရင်တော့ကျွန်တော်ကတော့ပြောလို့ရမယ်တော့တခုပြောနိုင်တာကတော့ဒီနှစ်ကဒုတမရရာထုကတော့ကျွန်တော်တို့ညီကိုတွေကချင်းအလှည့်ဖြစ်တယ်ကျွန်တော်တို့ချင်းတွေကတော့ချင်းတွေရမယ်ဆိုတဲ့ဥစ္စာကတော့ဥပီတာငွေစကျုံကဆရာတော်ပီတာငွေစကျုံပေါ့ဥပန်ထေရအောင်မေပါတယ်နောက်ပြီးတော့ဒီဖက်လူတွေကလည်းကျွန်တော်တို့မရာတွေကလည်းဒေါက်တာဆာဒုတမရရမယ်ဆူတောင်းပြကြပါဆိုတော့ကျွန်တော်တ
자 그 친이 그 야리 고래 아나들라 메네 저노 어메데 말룩자바네 저노다 루트마라 피포 피메 수인데 아 딘히로 저노 루트마라로 치아무주야부 저노 루트마라 마피부 그 친이고 니고리 그 친이고 빼라이 바로 저노 뼈마 저로 저노 피세시네ခမရတို့ 친이가 루트마라 탈로야 메로 뼈인တောင်မှ ကျွန်တော်တို့က နိုင်ငံရေးသမားတွေဖြစ်တဲ့အတွက်အခုချိန်မျိုးမှာနိုင်ငံရေးအခင်းကျင်းက unity government လို့ပြောသေးတယ်ပေါ့နော်ဆိုတော့အမျိုးသားပြည်လည်တည်မြဲရေးအချိန်ဖြစ်တဲ့အတွက်ခင်ဗျားတို့ကချင်ဒီအရင်လှုပ်လိုက်ပါလို့ပြောရမှာဒါဒုသမရဆိုတာဟိုဗာလဲဆိုခွေတာနေပဲချနေတဲ့ဥစ္စာပေါ့နော်ဆိုတော့အဲ့လိုမျိုးမှာတော့ချင်းဒီကငါတို့ကသမရဖြစ်ုံမယ်ဒုသမရဖြစ်ုံမယ်လို့ဆိုတော့မပြောချင်ဘူးပေါ့နော်ဒါတင်းတဲ့အတဆန်တယ်လို့ဒေါအောင်ဆန်းစုကြည်ကဘာပြောလဲဆိုရင်အခွင့်အရေးပဲလားမတောင်းပါနဲ့လို့ပြောလို့ဆိုတော့အရာဆက်သွားပြီချင်းပြည်နယ်မှာရောဒီအခုဝန်ကြီးအဟောင်းဖြစ်တဲ့စလိုက်အိုက်ဇက်ခင်ကလေအောင်နိုင်ကြီးမှာဥက္ကဋ္ဌလောက်ဒေါက်တာဆဆာကလေတွားတယ်ကျူဆာရှာတာပေါ့လေသူတို့ကရောပြောကြတာတွေရှိတာပေါ့ချင်းပြည်နယ်အစိုးရမှာတော့ဆွေခန့်အစစ်နဲ့တော့တနေနေရပေးကြမှာပါဆိုတဲ့အတွေ့အကြုံလေးရှိတာပေါ့လေဟိုဖြစ်နိုင်ချီရောရှိမလားပေါ့ဟုတ်ကဲ့ဆရာကျွန်တော်ပြန်ပြောမယ်အဲ့လိုမျိုးဥစ္စာဒေါအောင်ဆန်းစုကြည်ကအရမုံတာတို့နိုင်ငံကြီးလှုပ်ကြတဲ့ဥစ္စာအခွင့်အရေးတွေ့မဟုတ်ပါဘူးအောင်နိုင်ကြီးကိုလှုပ်ပြပါဆိုတော့ဘယ်သူမှမခိုင်းပါဘူးသူတို့ဟာသူတို့လှုပ်တာမှုမလေးပြောမယ်ဆိုရင်တော့ကျွန်တော်အခုကပြောမယ်ဥပမာအောင်နိုင်ကြီးကိစ္စကအခုကကျွန်တော်တို့ပွဲပြီးသွားလို့ပေါ့နော်တော်တော်ဝမ်းနေကြတယ်ဒီမိုကရေစီဖြစ်တော်သားတွေဆိုတော့အရင်တော့အောင်နိုင်ကြီးတွေကတယောက်မှ2015တော့အောင်နိုင်ကြီးတွေကိုတော့ဆရာတို့ကမီဒီယာတွေကလည်းပဲစိတ်ဝင်စားကြပါလားအခုကျမှစိတ်ဝင်စားတော့အရင်တော့2015တော့အောင်နိုင်ကြီးတွေကဥဆက်စရာတို့ဥစီစကြုံတို့အခု MP လောက်သွားတဲ့သူလေသူတို့ပဲလောက်သွားတာကိုဘယ်လိုလုပ်တယ်လဲဆိုရင်တော့ချင်းပြည်နယ် NLD ကနေပြီးတော့မှ EC ကနေနေပြီးတော့မှလူဒီစရင်ရောပြုစုတာအဲ့လူစရင်ပြုစုလို့ဆိုဘဟိုပုတ်ပြီးတော့မှဘဟိုကနေတိုက်ပင်ဆိုင်ပြီးတော့မှဘဟိုတစိုက်ကိုဆိုင်ပြီးတော့မှအောင်နိုင်ကြီးလို့ကျွန်တော်လာတတ်မှတ်နေလေဒီနေ့ကျတော့အဲ့လိုမဟုတ်ဘူးဟိုပွင့်ပွင့်လင်းပြောရမယ်ဆိုရင်တော့အောက်ကစားတွေဖြစ်ကြတာပေါ့ဥမာဥစီထေတို့ဟိုဗာလေဥစုပွဲတို့ကင်ဒီဒေးကိစ္စနေလေဆိုတော့အဲ့ဒါမှာဟိုဗာလေဘဟိုမှာချင်းတိုင်ကြတော့အဲ့လိုမျိုးကြောက်ကစားဖြစ်နေတဲ့ခါကျတော့သူတို့ကလိုလုပ်လိုက်လဲဆိုရင်ဟိုဦးအိုက်စိတ်ခင်ကနေပြီးတော့မှဟိုအောင်နိုင်ကြီးဘဟမဟုတ်ဘဟိုသူတေသနာအဖွဲ့ကနော်ဘဟိုသူတေသနာအဖွဲ့ဥက္ကဋ္ဌကတော့ဥဟန်တာမီပေါ့နော်အတွင်းမှုကတော့ဥမျိုးရနိုင်သိဖြစ်ပြီးတော့မှ2018မှာဖွဲ့စည်းထားတဲ့ဥစ္စာဥမျိုးရနိုင်သိကဘာကြောင့်လဲမသိဘူးအလုတ်ကနေဖြုတ်တာပေါ့နော်သူတို့စုံစမ်းစစ်ဆေးကြတာပေါ့အခုကလည်းတခြား company မှာ NGO မှာလုပ်သွားတယ်ပေါ့နော်ဆိုတော့ဘဟိုသူတေသနာတွေကလည်းပဲတခါလေကြတော့အဲ့လိုမျိုးဖြစ်တတ်တာပေါ့ဆိုတော့ဥကြဝနနဲ့သူနဲ့ Isaac ခင်နဲ့သူတို့ချစ်ပီနေကိုသူတို့ကလာကြတာပေါ့နော်ဒါမြို့နေသူမြို့နေလာကြတယ်ချင်းဆိုတော့ဥစုပွဲလည်းပဲအရင်တုန်းကလိုပဲသူထင်တယ်ဟုတ်တော့သူကဘယ်လိုလုပ်လိုက်လဲဆိုတော့ဟိုဥ Isaac ခင်ကနဲ့ဥ Isaac ခင်နဲ့ဥကြဝနနဲ့ဟာခောက်ရောက်ပြီးတော့မှဥ Isaac ခင်ကတော့မလာဘူးပေါ့ဥကြဝနဥစုပွဲကိုလာတွေ့တာပေါ့နော်လာတွေ့ပြီးတော့မှဥ Isaac ခင်ရောတဲ့နောက်အစိုးရဖွဲ့တင်မှာဝင်ကြည့်ပြန်ခံပါလို့တောင်းဆိုတာကိုဂျိုဝနာကအဲ့လိုမျိုးနိုင်ငံကြီးပေါ့နော်ကျွန်တော်ကတော့ဘယ်သူမှမျက်နှာထောက်မှာမဟုတ်ဘူးနော်လိုအပ်တယ်ဆိုရင်တော့လိုအပ်တယ်လို့ကျွန်တော်တို့ကဝေဖန်မှာဖြစ်တယ်တို့ဘာခွေးမှမလို့ချင်တဲ့သူတွေကျွန်တော်တို့ကဆိုတော့တို့နိုင်ငံကြီးမှာအရင်တော့ပြောသလို NLD မှာလည်းပဲတာပေါင်းညာစားတွေတော်တော်များတယ်အခွင့်အရေးသမားတွေလည်းတော်တော်များတယ်နောက်ပြီးတော့တကယ့်လူကောင်းတွေလည်းအများကြီးပဲတော်ဟိုင်းသမားတွေလည်းတယ်လီဖုန်းကြီးပဲဆိုတော့ကျွန်တော်တို့အတင်းတော်တစ်ပါးမှလည်းဒီလိုပဲရှိကြတာပေါ့ဆိုတော့အဲ့လိုလာပြောလိုက်တော့ဥစုဝေးရလည်းပဲပြောတာပေါ့ပွင့်ပွင့်လေးပြောရမှာပေါ့ကျွန်တော်လုပ်ပိုင်ခွင့်မဟုတ်ပါဘူးဒါမျိုးတွေကကျွန်တော်မလုပ်ပေးနိုင်ဘူးလို့ကျွန်တော်လည်းအဲ့လိုမျိုးကိစ္စမှာကျွန်တော်ရဲ့အာဏာရှိဘူးလို့သူပြောလိုက်အဲ့ဒါခါကျတော့ဗာပြောလဲဆိုဆိုရင်တော့အောင်နိုင်ရုပ်ကထနဲ့ခတ်ပါတယ်ထပ်ပြောလိုက်တော့သူကအောင်နိုင်ရဲ့ဖွဲ့ခန့်ပါလို့ပြောတဲ့ခါကျဒုတိယချိန်ကတော့ဥစုပွဲကလည်းပဲဘယ်လိုဆရာဖြစ်မယ်ဆိုဘယ်လိုတုံ့ပြန်မလဲမသိဘူး
나이야로 이놈아 뭐 아시미 지대도 아시 지대로 뭐 타래도 둘လုံးရင်လုပ်ပါစေပေါ့တဲ့အဲ့ဒီခါကျတော့သူကအိုက်ဇက်ခင်ကနေပြီးတော့မှသူ့ရဲ့လူစရင်ကိုပြုစုလိုက်တာပေါ့ပြုစုလိုက်ပြီးတော့မှဥဟန်ဒီဗန်တီကိုထန်တလန်ရောက်တဲ့ချိန်မှာအဲ့ဒီဟိုပါတီလူကြီးတွေနဲ့အစိုးရဖွဲ့တွေနဲ့တွဲဆုံတဲ့ချိန်မှာကိုရောက်နာမည်စရင်ကိုအဲ့ဒီချိန်မှာတော့ထဆဆာမပါသေးဘူးပေါ့ကိုရောက်နာမည်စရင်ကိုသူကတခါတည်းပို့လိုက်တယ်လေကိုရောက်နာမည်စရင်ကိုပို့လိုက်ပြီးတော့မှအဲ့ဒီချိန်ကျတော့သူတို့ကဒီလိုကြီးပါလားဆိုမှသူတို့အော်ကြတယ်တော့တော့ကောင်းပါတယ်အောင်နိုင်ကြီးကတော့ပြဿနာမရှိပါဘူးဆိုပြီးမှအတီးပြလိုက်တယ်လေအတီးပြလိုက်တော့ဒါဘိုးရောက်တဲ့ချိန်ကျမှအဲ့ဒီတော့ထဆဆာနောက်ဆုံးနံပါတ်30မှာဦးဝိဇိခင်ကသူကပြောတာပေါ့ကျွန်တော်သိတယ်လေတော့ထဆဆာကိုဥမွန်စကျုံတော့လဲပါမလာတော့မသိဘူးပေါ့နော်ဆိုတော့သူကဥမွန်စကျုံပြောတဲ့ပုံစံကတော့အကြိုင်မြန်ပြတယ်လို့ပဲသူကဆိုတော့အဓိကကျွန်တော်ကြားသိတာကတော့ဒီတော့ Isaac King ကနေပြီးတော့ဒေါက်တာဆာဆာကအချိန်အများကြီးယူပြီးတော့မှပုံစံတယ်ချင်းအဲ့ဒီကနေတော့ဒေါက်တာဆာဆာနောက်ဆုံးမှပါလာခဲ့ဆိုတော့အဲ့ဒီဥစ္စာကိုသူတို့ဘိုးကနေပြီးတော့မှဘိုးတစိမ့်ကိုစိုက်ပြီးတော့မှအတီးပြလာတာဖြစ်တယ်ဆိုတော့ကြံတဲ့ကိစ္စတွေကတော့ပြောမယ်ဆိုရင်တော့မကောင်းဘူးပေါ့နော်ဆိုတော့ကြံတဲ့လူကြီးတဲ့ကုံတော့မကောင်းဘူးဆိုတော့အဲ့လာနဲ့အောင်နိုင်ရဲ့ဖြစ်ပေါ်လာတာပြောရှင်တဲ့ဥစ္စာကတော့အဲ့ဒီအောင်နိုင်ကြီးလှုပ်ဝင်ကြည့်ရမယ်ဆိုတဲ့သဘောနဲ့လှုပ်မယ်ဆိုရင်တော့အဲ့ဒါတော့တကယ်မဟာကြီးအဲ့ဒါ NLD ရဲ့ policy လည်းမဟုတ်ကျွန်တော်တော်လှန်ကြီးမှာပါခဲ့လို့ငါ့ကိုဝင်ကြည့်ခတ်မှာဆိုတာအဲ့ဒါစစ်ရှာလေးကောင်းတယ်ကျွန်တော်အောင်နိုင်ကြီးမှာပါလို့အဲ့ဒါရမယ်ဆိုတဲ့ဥစ္စာလည်းမျှော်လည်းမမျှော်လင့်ပါနဲ့သူတို့ရတယ်ဆိုရင်တော့ကောင်းတာပေါ့မဟုတ်လားဆိုတော့ဝင်ကြည့်ဖြစ်နိုင်ဖို့အတွက်လည်းပဲဥပဒေဒီနဲ့ပဲသူတို့ကတွားမှာကိုဟုတ်လားမြန်မာနိုင်ငံသားဖြစ်ဖို့လိုတယ်တခြားနိုင်ငံသားမဖြစ်ဖို့ရည်ရှိတယ်နိုင်ငံသားတစ်ခုခံယူဖို့လည်းမရဘူးပေါ့နော်အဲ့ဒါမျိုးရှင်ခင်ဗျားတို့လည်းသဘောပေါက်နေတယ်ဆိုတော့ပြောချင်တဲ့ဥစ္စာကတော့ Isaac King ကလည်းပဲဝင်ကြည့်မလုံနိုင်ဘူးလို့ကျွန်တော်ပြောချင်တာလည်းမဟုတ်ဘူးလုံနိုင်တယ်လို့ပြောချင်တာလည်းမဟုတ်ဘူးလူကြီးတွေသဘောပေါ့ဥမာကလေးလိုက်ဆောက်မိုးတဲ့ဗာလဲအလုတ်ဖြုတ်သွားတဲ့သူပြန်ခါလို့ရပါတယ်ဆိုရင်တော့သူတို့ခန့်ချင်သူတို့ပဲအဲ့ဒါလူထုကပဲသူတို့ဆုံးဖြတ်သွားမှာအဲ့တော့ဆရာတို့စဉ်းစားလိုက်ဆိုတော့ clean government နောက်ပြီးတော့မှ good governance ဆိုရင်တော့ဘာဖြစ်မလဲဆိုတဲ့ဥစ္စာတော့ကျွန်တော်စဉ်းစားစစ်စစ်တော့သူတို့ကအောင်နိုင်ကြီးမှာပါတဲ့အတွက်ဘာမှသူတို့အတွဲလဲအကျိုးရှိတယ်လို့နိုင်ငံအတွဲလဲအကျိုးရှိပါတယ်တော့အောင်နိုင်ကြီးကြောင့်ပဲကျွန်တော်တို့က NLD ကနိုင်တယ်ဆိုတဲ့ဥစ္စာလဲကျွန်တော်လည်းမခံနိုင်ဘူး NLD နိုင်ရချက်အကြောင်းစင်းကတော့ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံလုံးပြိုင်တာဥပမာပြောမယ်ဆိုရင်တော့ဗန်မွေးလျံကပထမမှာလူတွေကထင်သေးပေးကြတာပေါ့ဥစကျုံကိုနိုင်မယ်လို့သူတို့ပြောကြတာကျွန်တော်ကမနိုင်ဘူးလို့ဆိုတော့ comment မှာပေးတာပေါ့နော်ဆိုတော့ဘာဖြစ်လို့ဗန်မွေးလျံကဥစကျုံကိုမနိုင်တယ်လဲဆိုတော့ဥစကျုံကိုနိုင်မှာမဟုတ်ဥစကျုံနဲ့ပြိုင်နေတာမဟုတ်ဘူးဒေါအောင်ဆန်းစုကြည်နဲ့ဗန်မွေးလျံနဲ့ပြိုင်နေတာဆိုတော့ဗန်မွေးလျံနဲ့နားလေရမယ်ဆိုတော့အဲ့ဒါကြောင့်အချိန်မတန်သေးဘူးနော်ဆရာတို့ရေမလုပ်ကြပါနဲ့အောင်လို့ပြောတာအဲ့ဒါကြောင့် NLD ကိုအနှုတ်ညှို့နဲ့NLD ရတော့ဘုမာနိုင်ပါစေအစိုးရဖွဲ့ပါစေငါတို့ကလှုပ်တော့ပဲပြည်နယ်မှာလည်းပဲလုပ်ပါစေဆိုရင်တော့400 500လောက်နိုင်မှာပေါ့နော်ဆိုတော့ပြောချင်တဲ့ဥစ္စာကတော့ကျွန်တော်တို့ပြောနိုင်လို့ဥလျံကြိုတော့ပါလို့ဆိုရင်တော့စာအများကြီးရေးတဲ့သူနော်ဥလျံကိစာရေးလို့ရတယ်ဥအိစိတ်ခေါအောင်နိုင်ရဖွဲ့ဥက္ကဋ္ဌဖြစ်လို့ချင်းပြည်နယ်ရရတယ်လူတမရရှိလို့ရတယ်ဆိုတဲ့ဥစ္စာကတော့အဲ့ဒါမှားကုန်မယ် NLD နိုင်ရချက်အကြောင်းရင်းဒီဒေါအောင်ဆန်းစုကြည်နဲ့ဝင်ပြိုင်တယ်ဆိုတဲ့ဥစ္စာကတော့တခြားပါတီကိုလည်းမှတ်မိစေချင်တယ်အဲ့တော့ NLD ကဘာဖြစ်လို့နိုင်တယ်လဲဆိုရင်တော့ကျွန်တော်တို့ဒေါအောင်ဆန်းစုကြည်တာလေဒီမိုကရေစီနဲ့ဖက်ဒရယ်လမ်းကြောင်းကိုဖောက်ပေးနိုင်တယ်သူ့ကိုနောက်ထပ်အစိုးရလုပ်ခွင့်ပေးရအောင်ဆိုတဲ့ဥစ္စာနဲ့ကျွန်တော်တို့နိုင်သွားတာပါသူ့ဘဝကြောင့်မှမဟုတ်ပါဘူးလို့ကျွန်တော်ပြောချင်တယ်ကျန်တဲ့အကြောင်းကြီးတွေအကြောင်းတွေလေးတွေကတော့စီကောင်းရှိနိုင်မှာပေါ့နော်ဆရာကျေးဇူးပါအခုလိုဖြစ်မှန်ကိုရေးဘူးပြုတ်ပေးတဲ့အတွက်လေကျေးဇူးတင်တယ်ဆရာကို NLD နဲ့ဖြုတ်ခိုင်းနေတာမယူဘူးနော်ခုပါတီမကောင်းကြောင်းပြောလို့ပေါ့အဖြစ်မှန်ပြောတာပါစတာပေါ့ဆရာကိုဒီကျွန်တော်ချင်းဒီကလေးဒါမြို့နယ်စုများတယ်ဘာသာစကားလေးကွေးတယ်ပေါ့ဒီအတင်းတော်လေးများတယ်ပေါ့အတင်းတော်ဆိုတဲ့ခါမှာ domination ကိုပြောတာပေါ့နော်
디 알루비오 자티마 저디 친 아묘타 실롱이 니뇨 이로 표နေတဲ့ ခါမှာ 아예페 프리시가 레 다운시데 바다이 페카레 다운시데 보디နိုင်ငံ이 파티 페카레 드니네 지노 알아 ပြောလို့ရတာပေါ့ ဆေးရအနေနဲ့ဒီဘာသာရေးမှာလည်းအကြာကြီးလောက်လာခဲ့တော့ကျွန်တော်ချင်းဒီရဲ့စီလုံးညီညွတ်ရေးကိစ္စကိုဘယ်လိုပုံစံနဲ့ပုံဖော်တင်တယ်လဲnation building ဆိုတဲ့အမျိုးသားပြန်လည်တည်ဆောက်ရေးကိစ္စကိုဘယ်လိုတွားတင်တယ်လို့ထင်လဲပေါ့ ချင်းညီငွေကြီးကတော့ဘာသာရေးကိစ္စတော့ဘာသာရေးကတော့သူ့ဟာသူနဲ့တွားမှာတကယ်နိုင်ငံရေးဖက်မှာညီငွေဖွင့်တွဲတော့ဇုံဆိုတဲ့ဥစ္စာကရှိနေတယ်ချင်းဆိုတဲ့ဥစ္စာရှိနေတဲ့မြတ်ကာလပတ်လုံးတော့ကျွန်တော်တို့အခက်ခဲကြုံနေမှာဖြစ်အဲ့ဒါဇုံမီဆိုတဲ့ဥစ္စာပေါ့ဇုံမီတွေကသူတို့သဘောထားပြောင်းလဲနိုင်မလားအဲ့ဒါတခုချင်းကတော့ချင်းဖြစ်သွားပြီပေါ့နော်ဆိုတော့နိုင်ငံရေးအခန်းကဏ္ဍမှာပြောမယ်ဆိုရင်တော့အဲ့ဒီတိတိနဲ့တွန်းစာမှာအခြေချနေတဲ့ဇုံမီဆိုတဲ့ပါတီနဲ့ဇုံမီကျွန်တော်တို့ကဇုံမီပါချင်းမဟုတ်ပါဘူးဆိုတဲ့သူတွေဟိုကျွန်တော်တို့ကနောက်အနာဂတ်မှာဘယ်လိုဖြန့်ဖြေပေးနိုင်မလဲဒါချင်းနဲ့သူတို့သဘောပြန်တူနိုင်မလားဇုံမီနဲ့ပဲဖြစ်မလားဥပမာတစ်ခုရှိတာကတော့နောက်မှဆိုရင်တော့နိုင်ငံကြီးကို open လုပ်ပေးမယ်ဆိုရင်တော့ကျွန်တော်ထင်တယ်ဇုံမီကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာပေးပါဆိုတဲ့ဥစ္စာလာနိုင်တယ်ပြောလို့မရဘူးပေါ့နော်ဆရာဆိုတော့အဲ့ဒီချိန်ချက်ရင်တော့ကျွန်တော်တို့ကလူကြီးတွေကကောင်းခဲအောင်ပါအဲ့တော့ချင်းနေရလည်းပဲအများကြီးစဉ်းစားဖို့လိုတယ်အဲ့တော့ချင်းနေရတော့ဘာသာကြီးမှာတော့ unity ဖြစ်သလားမဖြစ်ဘူးလားဆိုတဲ့ဥစ္စာကတော့90ခိုင်တော့ခရိယန်ဖြစ်မယ်ထင်တယ်နော်အဲ့တော့ခရိယန်ဖြစ်နေတဲ့အတွက်တိုင်းကနာဒီအတွေ့အခေါ်တွေကတော့မတူပေမဲ့လို့မငြင်းမှုဆရာတော့မရှိဘူးနေတူတယ်ချင်းဗာလေဘာသာရေးကိစ္စမှာတော့တော်နိုင်ငံကြီးမှာကြတော့ဒေတာဆွေးတွေစိတ်ဒေတာဆွေးစိတ်တွေနောက်ပြီးတော့မှလူမျိုးတွေဆွေးစိတ်တွေကအခုချိန်ထိရှိနေသေးတယ်လို့ကျွန်တော်မြင်တယ်အခွင့်မသာသေးလို့နည်းနည်းငြိမ်နေချင်တယ်အခွင့်သာမယ်ဆိုရင်တော့သူတို့တောင်းဆိုလာကြမယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ဘာသာရေးကနေပြီးတော့မှတကယ်လို့များနောက်အနာဂတ်မှာနိုင်ငံရေးကိစ္စနဲ့ချင်းပြည်နယ်အစိုးရတို့ဘာတို့တယောက်နဲ့တယောက်မပြေလည်ဘူးယာနေတိုက်နေတယ်ကြောက်ကစားဖြစ်တယ်ဆိုရင်တော့အဲ့ဒီချိန်မျိုးမှဆိုရင်တော့ဘာသာရေးသမားတွေကလည်းပဲဝင်ရောက်ပြီးတော့မှဖြန့်ဖြေပေးတင်တယ်လို့ကျွန်တော်မြင်တယ်အဲ့ဒါဘာသာရေးသမားတွေအခန်းကဏ္ဍဝန်ကြီးတွေဘာတွေလုပ်ဖို့မစင်စားနဲ့ထွတ်တော်အမတွေဘာတွေဝင်ပြန်ဖို့တိတ်ခါတော့ဖြစ်တဲ့နောက်ပိုင်းမှာလေအဲ့ဒါမလုပ်ရဘူးကျွန်တော်ကိုယ်တိုင်ကဘာဖြစ်လို့နိုင်ငံရေးမှာလှုပ်လာခဲ့တယ်လဲဆိုရင်တော့ကျောင်းဆရာပဲကျန်းစာကျောင်းဆရာပဲလုပ်တာဘာသာရေးလောကတိတ်ခါတော့ဘာတို့ပါစတာတို့ဘာတို့ကလုံးဝမလုပ်ချင်ဘူးဘာလို့ဆိုရင်တော့နိုင်ငံကြီးလုံနေတဲ့အတွက်အဲ့ဒါမျိုးလုပ်နေဆိုတော့မကောင်းဘူးအဲ့ဒါ lecturer တစ်ခုပဲလုပ်တာအဲ့တော့နောက်အနာဂတ်မှာကျွန်တော်တို့ရဲ့ဘာသာရေးအခန်းကဏ္ဍအင်မတန်မှအရေးကြီးတယ်အဲ့လိုအရေးကြီးတယ်လေဆိုရင်တော့သူတို့ဒီဖျားတရားကိုကင်ဆွေးပြီးတော့မှလှုပ်တဲ့သူအဲ့တော့နိုင်ငံရေးကြောက်ကစားဖြစ်တယ်လူမှုကြောက်ကစားဖြစ်တယ်ဆိုရင်တော့အဲ့ဒီဘာသာရေးတွေကဖျားတရားနဲ့ဖြန့်ဖြေပေးမဲ့သူဖြစ်တဲ့အတွက်သူတို့အခန်းကဏ္ဍအသိအရေးကြီးတယ်ဥပမာကျွန်တော်တို့ဗမာတိုင်းရင်းသားတွေကိုဘုရားဘာသာကိုကြည့်ပါလားသူတို့ကသမရအထက်မှာပဲရှိကြတယ်လေဆိုတော့သမရအထက်မှာရှိတာဆိုရင်တော့ကျွန်တော်ဗာပြောရှင်တယ်ဆိုရင်တော့ချင်းပြည်နယ်မှာရှိတဲ့တိတ်ခါရိုရတွေကျွန်တော်မှားရှင်းတယ်ဝန်ကြီးချုပ်အောက်မှာပဲလူမထောင်နဲ့ဝန်ကြီးချုပ်တွေကခမရတို့ကိုလူထောက်ရမယ်လို့ကျွန်တော်ပြောရှင်တယ်အဲ့လိုလေဆိုတော့ဘာသာရေးဆိုတာဖျားတရားနဲ့အမြင့်ဆုံးမှာနေပြီးတော့မှလိုအပ်တယ်ဆိုရင်တော့သူတို့ကိုယ်တိုင်ကပါစာတွေကိုယ်တိုင်ကတွားပြီးတော့ဝန်ကြီးတွေကိုတွားဆုမတောင်းပေးပါနဲ့လို့ဝန်ကြီးတွေကလာပြီးတော့မှဆရာရဲ့ဆုလာတောင်းပေးပါလို့ပြောလာလိမ့်မယ်လို့ခင်ဗျားတို့ကအရင်ကြွပြီးတော့မှတွားတဲ့ခါကျတော့ခင်ဗျားတို့ကုန်တိတ်ခါလည်းမရှိဘူးလို့ကျွန်တော်ပြောချင်တယ်အဲ့တော့ဘာသာရေးဓမ္မလည်းသူတို့အခန်းကဏ္ဍမှာတိတ်ခါရှိရှိနဲ့အင်အားရှိရှိနဲ့ပဲနေစစ်စင်တယ်သူတို့မှဆိုရင်တော့ဒီဖျားအလုပ်လုပ်တဲ့ဘာသာရေးဆရာတော်တွေကသူတို့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ကြည်ရန်ကြတော့ဒီအဆင့်တန်းကိုကြည့်မယ်ဆိုရင်တော့နိုင်ငံရေးကတော့ထားလိုက်ပေါ့နော်ကြောက်ကစားဖြစ်တယ်အခက်ခဲကြုံနေဆိုရင်တော့ဘာသာရေးဆရာတွေကအင်မတန်မှအရေးကြီးတယ်ဆိုလို့ဆိုတာလည်းပြောပြချင်ဆရာရဲ့ဟောပေါ့ဆရာကဟောမရာဖက်ကပေါ့နော်
ဆရာဖက်ကမရာဖက်ကဒီမရာဖက်ကအရက်ဖက်ဖွဲ့စည်းဒီဟိုဘာသာရေးဒီဆိုတော့တောင်းတင်းခိုင်မာတွေပေါ့ချစ်ချစ်လစ်လစ်လူငယ်ဖွဲ့ဒီចောင်းသားဖွဲ့ဒီဘာသာရေးဖွဲ့ဆိုတော့ဒါခိုင်မာတွေပြောကြတာပေါ့အဲ့လိုမျိုးကိုခုနကျွန်တော်ပြောတဲ့ဟာနဲ့ဆက်ဆက်ပြီးတော့ဒီမျိုးသားလုံးစီလုံးရီကိစ္စဒီဟွာဒီလောက်ဖို့အတွက်ကအဲ့လိုမျိုးချစ်လိခိုင်မာတဲ့အားကောင်းတဲ့အရက်ဖက်ဖွဲ့စည်းဒီဘာသာရေးဟွာဒီဘယ်လောက်ထိအရေးပါပြီးတော့အရေးကြီးတယ်လေဆိုတဲ့ဟာပေါ့နော်မရာဖက်ကအတွေ့အကြုံလေး sharing လုပ်ပေးပါဦးလားဟုတ်ကဲ့ဘာသာရေးအဖွဲ့အစည်းကတော့ Mara Evangelical Church ဆိုတာရှိတယ်ဒါသူတို့ကဘာသာရေးပိုင်းမှာတော့ဩဇာအစည်းဆုံးပေါ့နော်ဆိုတော့ထန်ဒလာမြို့နယ်ဖက်မှာရှိတဲ့မရာတွေကြတော့ Baptist နဲ့ဟိုUPC လေးရှိတယ် MEC လေးရှိတယ်သူတို့ကအမျိုးမျိုးရောတာပေါ့နော်ဆိုတော့အဲ့ဒီဥစ္စာကတော့ဘာသာရေးဖက်ကိုတော့ကျွန်တော်မပြောချင်ပါဘူးကျွန်တော်ပြောချင်တဲ့ဥစ္စာကတော့နှစ်ခုကအရက်ဖက်ပေါ့ Civil Society ပေါ့နော် Organization ပေါ့ CSO ရှိတယ်Mara Youth Organization ဆိုတာရှိတယ်အဲ့ဒါ Mara စကားနဲ့ပြောပြမယ်ဆိုရင်တော့ဟောပါလေပြောစရာအောင်ပေါ့ Mara ထိုတဲ့ပိုက်လို့ခေါ်တယ် Mara ထိုတဲ့ပိုက်ဆိုတာလို့ဆိုတာ Mara Youth Organization ကိုဆိုလိုတာပါအဲ့တော့အတူကောက်နဲ့ MTP လို့ခေါ်တာပေါ့နော်ဒါတကယ်အင်အားရှိတယ်နောက်တစ်ခုကတော့ Student Association ပေါ့ Mara Student Association ဆိုတဲ့ဥစ္စာရှိတယ်သူတို့ကလည်းပဲចောင်းသားအဖွဲ့အစည်းဖြစ်တယ်အင်မတန်မှခိုင်မာဆိုတာချစ်လက်ခိုင်မာပြီးတော့ဖွဲ့စည်းထားတဲ့ဥစ္စာဖြစ်သူတို့နှစ်ခုကအင်မတန်မှနှစ်ဖွဲ့ကဩဇာလည်းရှိတယ်အာကိုထိုက်တဲ့CSO ဖြစ်တယ်နောက်ဒီခုထူးဆန်းတာကMTOP ဆိုတာရှိတယ်မရာအမျိုးသမီး organization ပေါ့နော်မရာအမျိုးသမီးအဖွဲ့လဲတော်ဗာလေချစ်လက်ခိုင်ခိုင်မာနဲ့ဖွဲ့စည်းထားတာဖြစ်တယ်ဆိုတော့ဘုရားကြီးတို့ကြောင့်ကျွန်တော်တို့မရာတွေရဲ့အဖွဲ့အစည်းကချင်းပြည်နယ်မှာဆိုရင်အတောင့်တီးခိုင်မာဆုံးဖြစ်မယ်ထင်တယ်ဆရာရဲ့ကျွန်တော်မေးချင်တာကတော့မရာရဲ့ခုနပြောတဲ့ဟာအထိကနေတင်ယူဆရာလေးတွေပေါ့နော် sharing လောက်ချင်တာများရှိလားပေါ့ဘာလို့အဲ့လောက်တီးခိုင်မာနဲ့ဖြစ်သွားလေဆိုတဲ့ဟာလေးပေါ့ဒီသူများတင်ယူဆရာဖြစ်နိုင်အောင်ပေါ့နော်ဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုရင်တော့ကျွန်တော်တို့မရာတွေက rule of law ရှိတယ်ကွာဥပမာအစိုးရဥစ္စာရောကျွန်တော်တို့ CSO ကထုတ်ထားတဲ့ rule တွေပေါ့နော်ဘာသာရေးကထုတ်ထားတဲ့ rule တွေကျွန်တော်တို့မရာလူမျိုးတွေကနောက်အနာဂတ်မှာတော့မပြောတတ်ဘူးနော်လူလိမ်များကျွန်တော်တို့ဖြစ်သွားမလားကျွန်တော်ကိုယ်တိုင်လည်းဖြစ်သွားမလားတော့မသိဘူးပေါ့နော်အခုလုံးလုံးစေထိတော့ကျွန်တော်တို့မရာတွေကနာခံနေစိတ်သက်ရှိတယ်ဆရာနောက်ပြီးတော့မှလူကြီးသူမတွေကိုလက်ဆက်တတ်တယ်ကျွန်တော်ပဲအပြောဆွာတဲ့သူကျွန်တော်လောက်ပဲလူဆိုးဖြစ်မယ်ထင်တယ်ကျန်တဲ့လူတွေကတော်တော်ကောင်းကြတယ်ကျွန်တော်အားကိုးတယ်ဆိုတော့မရာဒီနဲ့အလုပ်လုပ်မယ်ဆိုရင်လည်းပဲတကယ်ကောင်းတယ်မငိပေါက်ပေါ့နော်ဖြူစင်နဲ့လုပ်တတ်တယ်ဆိုတော့အဲ့လိုပြောလို့မရာတွေကကောင်းကင်တမန်လို့ဘာလို့မဟုတ်ပေါ့နော်အဲ့ဒါကျွန်တော်ရပြောပါဆိုတော့သင်ခန်းစာရဆရာဆိုရင်တော့မရာ CSO တွေကထုတ်ထားတဲ့ rule of law တွေနောက်ပြီးတော့ဘာသာရေးကထုတ်ထားတဲ့ rule of law rule တွေကိုလိုက်နာတယ် rule of law ရှိတယ်ဆိုတဲ့ဥစ္စာနောက်လူကြီးသူမတွေကိုပဲလက်ဆက်တတ်တယ်အဲ့ဒါမျိုးတွေရှိတဲ့အတွက်ခိုင်မာတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်တို့တဲ့လူကူနောက်ကနေပန်းပူကူကြီးတက်တဲ့အကျင့်ပေါ့နော်နာခိုင်တက်တဲ့ခေါင်းဆောင်နောက်လိုက်တက်တဲ့အကျင့်ရှိတယ်ဆိုတဲ့သဘောဖြစ်ပါတယ်ဆရာအနေနဲ့ရောဒီနိုင်ငံရေးလွှတ်တော်ဝင်ပြန်ဖို့နိုင်ငံရေးလောကတဲ့ဒီပါတီနိုင်ငံရေးထက်ကိုထက်ဝင်လွှတ်တော်ပုံစံနဲ့ပေါ့နော်ဝင်ပြန်ဖို့အစီအစဉ်တွေရောမရှိဘူးလားရှင်းတော့ဘေကန္ဒတွေကိုအဓိကကျူးစားပြီးတော့လောက်ဖို့ဒီစိတ်ကူးထားနေတာဟာရှိသလားပေါ့ဆရာရဲ့အိမ်မဲကိုပဲပြောရမလားစိတ်ကူးရင်ပဲပြောရမလားတော့မသိဘူးပေါ့နော်ကျွန်တော်က2000ခုမှာနိုင်ငံရေးလောကထဲဝင်လာတယ်တော်လှန်ရေးကိစ္စကြောင့်နောက်အဲ့ဒီချိန်မှာကျန်းစာကျောင်းမှာအလုပ်လုပ်တည်တယ်ဦးဟန်ရီဗန်ထူရဲ့ဒေါက်တာအင်နာရဲ့နေရာမှာကျွန်တော်ကဒေါက်တာဘွိုးကအကူကြီးလာတောင်းလို့သူတို့သွားနေပေးတာကိုအဲ့ဒါ2000ခုကလေးကနေ2010ကအထိထဲမှာနေခဲ့တယ်လေအဲ့ဒါကြောင့်ဦးဟန်ရီဗန်ထူနဲ့လည်းကျွန်တော်တို့ကအတွင်းတီးအပေါင်းတီးပေါ့နော်ဆိုတော့အဲ့ဒီကလေးကကျွန်တော်နိုင်ငံရေးပဲလုပ်နေတာဒေါက်တာဘွိုးကလည်းဘာသာရေးမှာလည်းပဲတကယ်တိတ်ခါရဆရာတော့နိုင်ငံရေးသမားလေးဖြစ်တယ်ဒေါက်တာဘွိုးကလည်းတကယ်နိုင်ငံရေးသမားကြီးနိုင်ငံရေးတာမလုပ်တာသူက
저러 저너네 안 까이베 저너네 룰룰랄랄 퀸페데 저러 에리가네 러울라 비로마 나타운 t생아마 NAD야 파티 ပြန်ထောင်ပြီးတော့ဗာလေဟို2012မှာပါတီပြန်ထောင်ပြီးတော့မှဝင်တယ်နောက်ပြီးတော့2015မှာ election လို့တော့ကျွန်တော်ကလည်းစူးစတာပေါ့စူးစပြီးတော့ဘာလုပ်လဲဆိုတော့ကျွန်တော်ကအဲ့မြေစုပါယုံကြည်ကဝန်ဟိုဗာလေထွတ်တော်အမှားပဲဖြစ်နေတာထွတ်တော်အမှားတော့မှပြည်ထောင်စုထွတ်တော်အမှားပဲဖြစ်နေတာပြည်သူပဲဖြစ်ဖြစ်မျိုးသားပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ကျွန်တော်ပြည်နေရာမှာရင်သွားထိုက်စီတယ်ဆိုတော့ပလေဝဒေတာမှာကျွန်တော်ကအများကြီးဟိုဗာလေနိုင်ငံရေးလုပ်ဖြစ်တာကိုဆိုတော့ပလေဝမှာကျွန်တော်သွားတယ်သွားပြီးတော့မှကဲကျွန်တော်အမျိုးသားလူတော်နေရာပေးပါတဲ့ကျွန်တော်သွားတောင်းတယ်သွားတောင်းတော့အခုလက်စီဦးဟက်တင်းပေါ့ဦးဟက်တင်းကလည်းကျွန်တော်အကြောင်းဝေါင်းတီးမှာဦးမျိုးထိုက်တော့ရမ်းတီးတာပေါ့စလိုင်းဘွေကဘယ်သူဘွားလဲဆိုတာတီးတာပေါ့ဆိုတော့အမျိုးသားလွှတ်တော်ပေးပါဆိုတဲ့ခါကျတော့ဦးဟစ်တင်းကအမျိုးသားလွှတ်တော်မှာသူကလူကြီးတွေကလည်းပဲပလေဝါ EC တွေကလည်းကြာထားတာကိုကျွန်တော်ကလည်းပဲမျိုးသားလွှတ်တော်လူချင်တာကိုအဲ့တော့ပြည်သူ့လွှတ်တော်ကလည်းဥစိန်အောင်ဖြစ်တော့ပြည်သူ့လွှတ်တော်ကလည်းတိတ်ဆိတ်ဝင်စားဖို့ကျွန်တော်ကပြည်ထောင်စုလွှတ်တော်အချင်းချင်းတောင်မှကျွန်တော်မျိုးသားပဲစိတ်ဝင်စားလူနေလို့ပေါ့နော်များများပြောနိုင်မှာပေါ့ကျွန်တော်အပြောဆွာတဲ့ခါကျတော့အဲ့ဒါဦးဟစ်တင်းကိုကျွန်တော်ကိုယ်တိုင်ကသွားတောင်းဆိုတယ်ဦးဟစ်တင်းဒီတခါတော့ငါ့ကိုပေးလိုက်ပါသွားတောင်းပါတယ်သူကလည်းသူခင်ဗျာဆရာရဲ့ဆရာကတော့ရည်ချင်းရှိတယ်ပြည်နေမှာပဲနေလိုက်ပါတဲ့အခုဥကန်တင်းနေရပေါ့ဥကန်တင်းတိမာတဲ့ချင်းတယ်ဥကန်တင်းနေရဝင်လိုက်ပါပြည်နေမှာစလိုင်းဘွေကုန်းကရည်ချင်းရှိတော့ဝင်ကြည့်ပြီးလုပ်ရမယ်လေချင်းပြည်နေမှာကျွန်တော်ပြောကြတာပေါ့ကျွန်တော်ချင်းပြည်နေဝင်ကြည့်မလုပ်ချင်ဘူးလို့ဘာဖြစ်လို့လဲဆိုရင်တော့ဟာခတ်ကလည်းဆိုတော့ချွန်တူမလုပ်ချင်ဘူးလို့လိန်ကြီးပတ်မှာလို့ဘာလဲစီမံခိုင်ခိုင်မှုကပြောပြခံမှာလို့နိုင်ငံတွဲလဲဘာမှပြုပြင်ပြောင်းလဲမှုမှလည်းပဲနိုင်ငံကြီးစနစ်ကိုပြောင်းလဲမှုမှလည်းပဲဘာမှရမရောက်ဘူးလို့ကျွန်တော်ပြောလိုက်အဲ့ဒီခါကျတော့ तू ကလည်းမကြိုက်ဘူးမကြိုက်တဲ့ခါကျွန်တော်ကပူတစ်ကြီးတယ်ကျွန်တော်ကလည်းလူကြီးဆိုတော့ဟိုပါလေအဲ့လိုမျိုးခွေးကြီးရှာနေတာမကောင်းဘူးအဲ့ဒါဆိုရင်ကောင်းပြီလေဆိုပြီးမှကျွန်တော်ကဥဟစ်တင်းကိုကျွန်တော်ကဟိုပါလေမတောင်းတော့ဘူးပေါ့နော်ဆိုတော့ပြည်နယ်မှာကြတော့ကျွန်တော်မလို့ချင်ဘူးမလို့ချင်တဲ့အတွက်ဥကန်တင်းကိုကျွန်တော်တို့ကပေးလိုက်တယ်ပြည်နယ်မှာပါမယ်ဆိုရင်တော့ကျွန်တော်ကလူပါတာပေါ့အဲ့ဒါတော့အသေးချာပေါ့သူတို့ကတိပါတယ်ဆိုတော့ပြည်နယ်ဝင်ကြီးလေးလှုပ်ချင်လှုပ်မှာပေါ့ပြောလို့မရဘူးပေါ့နော်ဆိုတော့မရတော့ကျွန်တော်ကဥဟစ်တင်းအရာနဲ့ပဲနေလိုက်မယ်လို့ကျွန်တော်ပြောတယ်အဲ့ဒါဆိုအရာနဲ့တော့မှသူတို့ကမနေစီစီမှုကျွန်တော်အရန်စိန်တော့မရဘူးတဲ့ဥထွေအောင်အခုတော့စီယုံနေတင်တယ်ဥထွေအောင်နဲ့ဆိုတော့ဥထွေအောင်တို့ဥကြိုထုံးတော့နဲ့ကျွန်တော်တီးတဲ့ခါကျတော့ဥထွေအောင်ကဥက္ကဋ္ဌလဲလက်မမထိုးပြနိုင်ဘူးတဲ့အဲ့ဒါပြောတဲ့ခါကျဥမျိုးထားလဲတော့တတ်ထွဲတယ်ကျွန်တော်ဆောက်လွာကလက်မမထိုးပြပဲနဲ့ရန်ကုန်ပို့လာတယ်ရန်ကုန်ပို့လာတော့ကျွန်တော်ကသူတို့ထင်တာကတော့ရန်ကုန်ရောက်တော့ဟိုပြောင်းပြန်ဖြစ်သွားမှာကိုလေသူတို့စုအိမ်နေထင်တယ်ကျွန်တော်အဲ့လိုမျိုးကမစင်စားဘူးပေါ့နော်နဲ့ကျွန်တော်ရောက်တော့အရာနဲ့ပဲဆိုတော့အခုဥပထန်းတို့ဘာတို့ကတပ်ပုံဒီဘာတွေပြန်လာပေးပါအဲ့ဒါမှပြန်လုပ်ပေးမယ်ဆိုပြီးတော့မှဆောက်လွှာတွေဘာမှမပြီးမစုံဘူးတဲ့မဟုတ်တဲ့တိုင်းပဲထားလိုက်ပါကျွန်တော်အရာသဘောနဲ့ပဲနေတာကောင်းပါတယ်ကျွန်တော်စိတ်ဝင်စားဘူးလို့ကျွန်တော်ပြောလိုက်အဲ့လိုမျိုးသူများတွေကိုအထင်လွဲအောင်မလုပ်ပါနဲ့လို့ကျွန်တော်ဆိုတော့ဥမျိုးထက်ကလည်းပဲသူစိတ်မကောင်းဘူးဥဆိုဝေးနေဥမျိုးထက်စိတ်မကောင်းတဲ့အတွက်ဟိုကရခိုင်ပြည်နယ်ချင်းရဝင်ကြီးအခုပုံပွေလုံးနေတယ်ပေါ့ရခိုင်ပြည်နယ်ချင်းရဝင်ကြီးနေတာတွားပြပါတဲ့အခုဖုန်းပိတ်တော့မယ်တဲ့ဆိုတော့ဖုန်းလာဆက်တယ်ဖုန်းလာဆက်တော့အဲ့ဒီချိန်မှာဥမန်ဒုံနဲ့အခုဥစီစကြုံပေါ့အတူတူနေတဲ့အချိန်ဖြစ်တယ်ဥမန်ဒုံတို့အိမ်မှာကျွန်တော်တို့ကနိုင်ငံရဲ့အကြောင်းကိုပြောရင်းနဲ့နေတဲ့ချိန်မှာဖုန်းလာတော့ဥမျိုးထိုက်ကဖုန်းဆက်တယ်ဥစုဘွေးကဖုန်းဆက်တယ်အခုကမြန်မြန်ပြင်ဆင်ပါတဲ့ဖုန်းပိတ်တော့မယ်တဲ့အဲ့တော့ရခိုင်ပြည်နယ်ချင်းရဝင်ကြီးမှာဆောက်လွှာမြန်မြန်တင်ပါလို့ပြောတော့ကျွန်တော်စဉ်းစားတယ်ကျွန်တော်ကမကြိုက်ဘူးဘာလို့ရခိုင်ပြည်နယ်မှာချင်းရဝင်ကြီးကကျွန်တော်ကသွားမြုပ်သွားမှာမီဒီယာတွေနဲ့တွေ့လို့ရမှာမဟုတ်တော့ဘူးဝင်ကြီးဖြစ်ပြီးဟဲ့ဆိုရင်တော့သူကကြောင်ပိတ်ပြီပေါ့နော်အပြောဆိုတာလည်းသတိထားတော့မှာဟုတ်ဆိုတော့ကျွန်တော်ကဥမန်တုံးနဲ့ဥစီစကြုံကိုကျွန်တော်အကြံတောင်းတာပေါ့အဲ့လိုဖြစ်နေတယ်ဘယ်လိုလဲသွားအနာမြေသွားပေးရမှာလားပြောတော့သူတို့ကကောင်းတာဗောဒီလောက်ကောင်းတဲ့ဥစ္စာခင်ဗျကောင်းတယ်လို့ပြောတယ်ကျွန်တော်ကတော့မလုပ်ချင်ဘူးလို့ကျွန်တော်ပြောလိုက်တယ်ခင်ဗျမလုပ်ချင်မှတော့ထားလိုက်တော့ဆိုပြီးမှကျွန်တော်ဥမျိုးထိုက်တဲ့ဥစုဝေးကိုကျွန်တော်မလုပ်ပြစင်နဲ့လို့အရာကျေးဇူးတင်တယ်လို့ဟိုပါလေဥစားပေးလို့ဆိုပြီးတော့မှကျွန်တော်သူတို့ပြောလိုက်တယ်
저 우묘 타일에 구체티 때 사보이 공안에 과라 구이 비례우사들 계란자로 저노와 찌게 고 알름 말름 내내 내야가로 말름 말래 알아呗저노 신사라 저 알아 그거 뼈 송도이 뭐노 나 비로 마 나우소마မြန်မာနိုင်ငံ မျိုးသားလူခွေးကိုမရှင်မှာကျွန်တော်ကကင်ဒီဒေးနဲ့ပြန်ပါလာဩကင်ဒီဒေးနဲ့ပြန်ပါတဲ့ခါကျတော့ဥပန်ထူလည်းအယောင်းဝမ်းတာတယ်နေပြည်တော်ကလည်းဖုန်းဆက်ဒီခါတော့ဥပန်ထူကလည်းကျွန်တော်ကိုပြောတယ်ဆရာဘွေကုန်းခင်ဗျာဒုတိယဝန်ကြီးကရင်တော့ကဒုတိယဝန်ကြီးလို့ရှင်တာပေါ့ဒီထောင်စုဒုတိယဝန်ကြီးဘာတွေဖြစ်ဖို့ရအတွက်ဘာတိုင်ကောင်းဆောင်နေရလဲလှုပ်ပေးပေမဲ့အခြေအနေမကောင်းဘူးနဲ့မလှုပ်ခဲ့ရအောင်မလဲမရလိုက်ဘူးပေါ့နော်ကျွန်တော်လည်းကျင်တတ်တယ်ဆိုတော့ဥပမာထဲမှာလည်းပြောတယ်ဒုတိယဝန်ကြီးခင်ဗျာလူချင်းပေမဲ့မရတော့အခုဒုတိယဝန်ကြီးနဲ့ရာထူးတူတဲ့ဥစ္စာဒီထောင်စုမြို့သားလူခွေးကော်မရှင်ရမယ်ဆိုတော့ကောင်းတာဗောလို့ကျွန်တော်ပြောတော့အားရလဲကျွန်တော်တို့ရည်ချင်းမဖြီလို့ပဲဖြစ်ချင်းဖြစ်မယ်အခွင့်မတာလို့ဖြစ်ချင်းဖြစ်မယ်မရပြန်ဘူးနောက်ဆုံးကျတော့ဒီရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မှာလည်းပဲကျွန်တော်ဒီ၃မြို့နယ်မှာမြို့သားလွှတ်တော်တနေရာပေါ့နော်အဲ့ဒါမှလည်းဝင်တော့တိုင်းမြို့နယ်မှာအကုန်လုံးရှုံးတယ်တိုင်းဒေသကြီးမှာပြန်ရတယ်ဘို့ဟိုရောက်တဲ့ချိန်ကျတော့ကျွန်တော်ရွေးမခံလိုက်ရတော့ဆိုတော့1နေ့တလားဆိုရင်တော့1မနေပါဘူးကျင်တတ်ပါတယ်ဆိုတော့မရတဲ့ဥစ္စာကိုတော့မတူးမှပြစ်တင်စရာမလိုပါဘူးဆိုတော့ဒီတိုင်းမနေသလားဆိုတော့မနေဘူးကျွန်တော်အခွင့်အရေးကတော့ကိုနဲ့ကိုက်ညီတဲ့အခွင့်အရေးကိုတော့ကျွန်တော်ကတရားသဖြင့်ရှာတယ်လို့တော့အခုချိန်ထိမရသေးဘူးလို့လူပြိုကြည့်နေပဲနေသေးတယ်ဆိုတဲ့သဘောဖြစ်နေတယ်တော့အစကတယောက်ကမေခွင့်မိထားတာရှိတာဗောလေဝန်ကြီးစုတက်ကတော့ဒီတခါတလေဒီစင်းနဲ့ဌာနချုပ်တွားပြီးတော့လူကြီးတွေနဲ့ဆက်ဆံရေးလူမှုရေးတွေလောက်နေတဲ့ဟာတွေရှိတာဗောနော်အဲ့လိုမျိုးကိုဘယ်လိုမြင်တယ်လဲကောင်းသလားဆိုတဲ့ဟာဗောနော်အဲ့ဒါမေခွန်း comment ကနေမေးထားတဲ့ဟာရှိတယ်ကောင်းတာဗောလို့ကျွန်တော်အဲ့ဒီမဲတဲ့သူပဲဖြည့်ရှင်းတယ်ဘာလို့ကောင်းတယ်လဲဆိုရင်တော့ဥစောထက်ကပြည်နယ်ဝန်ကြီးဖြစ်တယ် CNF ဆိုတဲ့ဥစ္စာကတော့အခု AA လိုအကြမ်းဖက်အဖွဲ့အစည်းနဲ့ကြေညာချင်းခံထားရတဲ့အဖွဲ့အစည်းမဟုတ်တရားဝင်လေးနဲ့ကြိုင်အဖွဲ့အစည်းဖြစ်တဲ့အတွက်သူတွတ်ချင်တွားမှာပေါ့သူကအဲ့ဒါကျွန်တော်သဘောကျတယ်တချို့ကမဲတယ်ဥစောထက်ကစလိုင်းမွေကုန်းကဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ချင်းပြည်နယ်ခရိယာနိုင်ငံခရိယာ state မှာဝန်ကြီးချုပ်လို့မျိုးဆိုမတင်တော့ဘူးအဲ့ဒါမျိုးတွေအရမ်းမုန်းလားနိုင်ငံကြီးနဲ့ဘာသာကြီးကိုလုံးဝမရောဘူးအရေးကြီးတယ်ဆိုတော့ဥစောထက်ကျွန်တော်ကဝမ်းသာတယ်အခုဥစောထက်ကိုဝန်ကြီးချုပ်ခတ်မယ်ဆိုရင်တော့ကျွန်တော်အရန်ဝမ်းသာမှာဗုဒ္ဓဘာသာလည်းဖြစ်တယ်နော်နောက်ပြီးတော့ပလေဝါကလည်းဖြစ်တယ်နောက်ပြီးတော့မှအစီချင်းလည်းထိုက်တင်တဲ့လောက်ရှိမှာပါနောက်ပြီးတော့မှကျွန်တော်သူ့ကိုမြင်တာကတော့တတိရှိနေလို့ရှင်းတယ်အဲ့တော့ကျွန်တော်တတိရှိတဲ့သူတွေကိုကျွန်တော်ကြိုက်တာအမှားလုပ်ခဲ့မယ်ဆိုရင်နှုတ်ထွက်လိုက်ပေါ့ဘာဖြစ်လဲဝန်ထမ်းမှမဟုတ်တာနော်ထောင်တော့မရဘူးပေါ့ဆိုတော့ဥစောထက်က CNF game ကိုတွားတယ်ဆိုတာတော့ကျွန်တော်ကတော့အားပေးတယ်လို့တွားဆမ်းပါလို့နော်ပြောရှင်းတယ်အဲ့ဒါမျိုးကိစ္စတွေဆိုထက်ကတွားတယ်ဗျအဲ့ဒါမျိုးတွေကတော့ကျွန်တော်ကစိတ်ဝင်စားဘူးလို့ကောင်းတယ်လို့အဲ့ဒါကျွန်တော် comment ပေးတဲ့သူကိုကျွန်တော်ပြန်ဖြေရှင်းတယ်အဲ့ဒါဥစောထက်ကတော့ပြည်နယ်ဝန်ကြီးချုပ်ဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်ပဲဆိုတော့မှားသွားတယ်ဆိုရင်လည်းစလိုင်းဘွေကအလာခမ်းမှားတာလည်းမတော်ဘူးလို့လာအောင်မေထင်တယ်အဲ့ဒါတော့ထားလိုက်တော့ပေါ့ဟုတ်ကဲ့ပါဆရာကျွန်တော်ဆွေးနွေးတာလေးတနားခွေးနိပါရှိလာပြီဆရာရဲ့ကျွန်တော်မေးထားတဲ့ team မှာမဖြေလိုက်ရတဲ့ဟာလေးတွေပေါ့နော်နောက်ဆုံးအနေနဲ့ဆရာပြောချင်တဲ့ဟာလေးတွေကျွန်တော်ဒီမှာ online နဲ့ကြီးရှုအပ်ပေးနေတဲ့ပရိသတ်တွေအတွက်ပြောချင်တဲ့ဟာလေးတွေရှင်းတယ်နောက်ဆုံးအနေနဲ့ပြောပြပါဦးကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တဲ့ဥစ္စာကတော့ချင်းလေပုစ်ကချင်းပြည်နယ်ခြေဆိုင်ဖြစ်တဲ့အတွက်ကျွန်တော်တနိုင်ငံလုံးအနေနဲ့ကျွန်တော်မပြောချင်ဘူးပေါ့နော်ချင်းဒီကိုပဲကျွန်တော်ပြောချင်တယ်အထူးသဖြင့် CNLD ကိုကျွန်တော်ပြောချင်တယ် CNLD ကိုကျွန်တော်ဗာပြောချင်တယ်လဲဆိုတော့ဝမ်းမနေပါနဲ့လို့ကျွန်တော်ပြောချင်တယ်အားတင်ထားပါလို့ကျွန်တော်ပြောချင်တယ်ဘာဖြစ်လို့လဲဆိုရင်တော့2025မှာကောင်းကောင်းပြင်ဆင်ပါလို့ကျွန်တော်ပြောချင်တယ်ဆိုတော့အဲ့ဒီနေရာမှာအထူးသဖြင့်
ကျွန်တော်ကလည်းရင်တထိတ်ထိတ်နဲ့စောင့်နေတဲ့ဥစ္စာကတော့မတ်လမှာ CNLD ရွေးကောက်ပွဲလုပ်တဲ့ဥစ္စာကိုသဘောထားကြီးကြီးနဲ့အနစ်နာခံပြီးတော့မှအခွင့်အရေးမယူပဲနဲ့ကောင်းဆောင်နေရကိုရွေးကြပါဒါမှသာလျှင်2025နောက်ပိုင်းချင်းပြည်နယ်မှာသူတို့ရွေးကြိုနေတဲ့ချင်းပါတီကလွှမ်းမိုးမယ်ဆိုတဲ့ဥစ္စာအကောင့်ထည့်ဖို့လို့ရမယ်။ဘာဖြစ်လို့လဲဆိုရင်တော့ကျွန်တော်ကလက်ရှိမှာ NLD ဖြစ်နေတယ်။ဘာဖြစ်လို့လဲဆိုတော့တော်လှန်ရေးကနဲ့ပေါက်ဖွာလာတဲ့သူတယောက်ဖြစ်တဲ့အတွက် NLD ပဲထောက်ခံမှာဖြစ်တယ်။စစ်စီတွေပဲထောက်ခံမှာဖြစ်တယ်။သို့တော့ကျွန်တော်ကချင်းတိုင်းရင်းသားဖြစ်နေတယ်။ဆိုတော့ချင်းတိုင်းရင်းသားဖြစ်နေတဲ့အတွက်ပါတီတစ်ခုမှာအမြဲတမ်းနေရမယ်ဆိုတာမဖြစ်နိုင်ဘူး။ဆရာကလည်းပဲတနေ့နေ့ချိန်ကြရင်တော့ NLD ဖြစ်ရှင်ဖြစ်မြပြောလို့မရဘူး။ဆိုတော့ချင်းပြည်နယ်မှာ CNLD ကိုလူတွေကအားကိုးလောက်တဲ့ပါတီဖြစ်ဖို့ရအတွေ့ဆိုရင်တော့အခုလက်ရှိကောင်းဆောင်ပုံစံမျိုးတော့ကျွန်တော်မကြိုက်ဘူးဒါပူးတွဲဥက္ကဋ္ဌဆိုတာမျိုးကကျွန်တော်မကြားချင်ဘူးအဲ့ဒါမျိုးတွေကလုံးဝပြည်သူတွေရဲ့ဇုံကြည်မှုကိုကင်းမဲ့စေတယ်ဥက္ကဋ္ဌဆိုဥက္ကဋ္ဌပေါ့လူဥက္ကဋ္ဌဆိုလူဥက္ကဋ္ဌတိပေါ့လူဥက္ကဋ္ဌညင်ပေါ့အဲ့လိုပြောဆိုတော့ကျွန်တော်ကအဲ့ဒါကြီးကတော့ပြောမယ်ဆိုရင်တော့အတွင်းကိုရောက်လုံးအကြည့်တယ်လို့ခေါ်မလားမသိဘူးပေါ့နော်ကျွန်တော်ဒါသူတို့3ယောက်ဖြစ်မယ်ဆိုရင်တော့အခုကပုနုထန်ကပ်ရှိတယ်ကုဇုဇမ်ရှိတယ်ဘူးဟိုကနိုင်ဆက်ရှိတယ်သူတို့ကိုကျွန်တော်ပါကြံပေးရှင်တယ်လေဆိုရင်တော့ချင်းပြည်နယ်ရဲ့ CNLD ရဲ့ပုံစံကောင်းမလားမကောင်းဘူးလားဆိုတော့သူတို့3ယောက်ပေါ်မှာအများကြီး specific မူတည်နေတယ်အဲအကြောင်းဟိုချင်းပြည်သူအချင်းချင်းဖြစ်တဲ့အတွက်ဘာအကြံပေးရှင်တယ်လဲဆိုရင်တော့သူတစ်ပြင်သူတို့3ယောက်ကိုသဘောထားကြည့်ရှင်ကျွန်တော်သာဖြစ်မယ်ဆိုရင်တော့ okay ငါတို့3ယောက်စလုံးကတော့ကွာဟို NLD ကဥဝင်းထိန်တို့တဘာပတိအဖွဲ့မှာရောက်သွားတယ်လို့ပေါ့ငါတို့3ယောက်ကတော့တဘာပတိအဖွဲ့မှာပဲနေလိုက်မယ်ကွာဥဆရာမကိုဥက္ကဋ္ဌလုပ်လိုက်မယ်လူငယ်တွေကိုပဲလုပ်လိုက်မယ်ကွာဘာဖြစ်လဲကျွန်တော်ရဲ့စိတ်ဓာတ်ကတော့လေဆရာအရာသူအကြီးဆုံးကိုကျွန်တော်မလို့ချင်ဘူး EC တယောက်ဖြစ်နေပြီဆိုရင်တော့ကျွန်တော်တို့အတွေ့အခေါ်နေပဲသွားမှာပဲဘာဖြစ်လို့လဲဆိုရင်တော့ပြောနိုင်ဆိုနိုင်စဉ်းစားနိုင်တွေးခေါ်နိုင်တဲ့သူတွေရဲ့အဘော်နေပဲသွားမှာဥက္ကဋ္ဌအဘော်နေသွားမှာမဟုတ်ဘူး EC တယောက်ဖြစ်ပြီဆိုရင်တော့ပြောခွင့်ရပုဂ္ဂိုလ်တယောက်ဖြစ်ပြီဆိုရင်တော့တော်ပြီလို့ကျွန်တော်မြင်တယ်ဆိုတော့ကျွန်တော်ကတော့နောက်ဆုံးအကြံပေးချင်တဲ့ဥစ္စာကတော့သူတို့3ယောက်ကိုဘာဖြစ်စိတ်ဖိတ်ပြီးတော့မှချင်းပြည်သူတွေအတွေ့ဆိုပြီးတော့မှဒီမတ်လာမလာမယ်ဆိုကောက်ွေးကိုစင်နေကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ဆရာအခုလိုချင်းပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ဒီ online ကနေကြည့်ရှုအားပေးနေတဲ့ပရိသတ်တွေကိုလည်းအထူးကျေးဇူးတင်တယ်ကျွန်တော်မြင်မြတ်နေတာကတော့ဒီမြန်မာနိုင်ငံရေးခင်းချင်းနဲ့ချင်းပြည်နယ်ရဲ့လာမဲ့နိုင်ငံရေးခင်းချင်းကိုကျွန်တော်ဆွေးနွေးနေတာဖြစ်ပါတယ်အခုလိုပဲကျွန်တော်ချင်းလန်းဖောက်ကလူထုဒီကျွန်တော်ချင်းပြည်သူတွေတည်တင်ထိုက်တဲ့ကျွန်တော်ချင်းလူကြီးဒီခေါင်းဆောင်တွေကိုအဲ့လိုမြင်မြန်ပြီးတော့တင်ဆက်အောင်မှာမို့လို့ချင်းလန်းဖောက်ကိုဆက်လက်ပြီးတော့အားပေးကြပါအောင်လို့တရားနဲ့ဖိတ်ကြားရင်ပြောကြားရင်လည်းကျွန်တော်ဒီညဆွေးနွေးပွဲစီစဉ်ကိုညှနာလိုက်ရပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်နေဆရာ thank you so much